Hallelujah. Shalom. Come on, you know, bring up a shield to your building and shalom. So we're high up, you know, high five up your building and no say out. Amen. Come on. Here's your long gown, amen. 你哋ည嘛有ရှိလာကြတဲ့မိသားစုတွေဒီနေ့ညမှာစုယုံလာတဲ့အခါမှာကျမဝိညာဉ်ထဲမှာအရန်ခံစားရတယ်ဒီနေ့ညအသင်လွတ်မြောက်တော့ညဖြစ်ပါတယ်အာမင်ဟာလေလုယာကျမမဆာတော့ကျွန်တော်တို့တတ်တာထဲမှာကျမယုံကြည်တဲ့တချို့တို့သူတွေအလောက်ကနေလာတဲ့သူတွေရှိကောင်းရှိမယ်တချို့တို့သူတွေအမျိုးမျိုးသောနောခံစားချက်တွေနဲ့လာကောင်းလာလိမ့်မယ်တို့တော့ကျမဒီနေ့ညမှာထူပဲယုံကြည်တယ်ဒီနေ့ညအသင်လွတ်မြောက်တော့ညဖြစ်ပါတယ်အာမင်ဟာလေလုယာဘယ်လူတွေကိုချပြောပါမိတ်ဆွေဒီနေ့ညအသင်လွတ်မြောက်တော့ညဖြစ်ပါတယ်လို့ပြောပါဦးအာမင်ဟာလေလုယာအာမင်အဲ့ဒီကြီးမြတ်တဲ့ဘုရားကိုကျွန်တော်အားရပါရချီးမွမ်းကြမှာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားအသက်ရှင်တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့နဲ့သူရှိနေတဲ့ဟာဒမတ်ကနေလာရောက်ပါဝင်ကြတဲ့ကျွန်တော်ချစ်ခင်လေးစားရတဲ့ဆရာဖုံဖုံနဲ့အတူနော်သူရဲ့ဆရာရဲ့မိသားစုတွေအားလုံးကျွန်တော်အားရပါရလက်ဆောင်ကြည့်တဲ့ကြိုးဆိုရအောင် Come on Hallelujah ကျေးဇူးများကြီးတင်တဲ့ဆရာဒီနေ့ညမှာနော်ဒီကျမတို့မှာတွေ့ရတဲ့ခါမှာပါဆရာကိုရမ်းချစ်တဲ့မိသားစုတွေကျမတွေ့ရတဲ့ခါမှာရမ်းကိုနော်ချစ်စရာရမ်းကောင်းတာဖြစ်တယ်သူတို့မှပင်ပန်းကြမယ်သို့တော်တကယ်ကိုဒီနေရာမှာဆန်ကပ်ပြီးတော့ရောက်လာတယ်လို့ကျမတွေ့ရယုံကြည်တာဖြစ်ပါတယ် Hallelujah Amen ဘုရားကိုချီးမွမ်းဖို့စင်သစ်ပြပြီလား Come on ကျွန်တော်လက်ကလေးတွေပြောင်းပြပါဘုရားကိုချီးမွမ်းဖို့စင်သစ်ပြပြီလား Amen ကျွန်တော်ချီးမွမ်းကုန်ပါကြအောင်ဆောင်မယ်လို့ကျွန်တော်ချီးရတဲ့ worship တွေအားရပါရလက်ကောင်းတဲ့ကြိုးဆိုရအောင်Hallelujah ကျွန်တော်အတူတူမှတ်တဲ့ရပြီးတော့အသက်ရှင်တဲ့ဘုရားကိုချီးမွမ်းရအောင်အခုနကျွန်တော်တဘာပတိဆရာမကပြောတယ်အားလုံးချီးမွမ်းဖို့ ready ဖြစ်ပြီလားလို့မေးတဲ့အခါမှာကျွန်တော်အားလုံးပါလဲ ready ဖြစ်ပြီလို့ကျွန်တော်ဝန်ခံတဲ့အတိုင်းပဲစိတ်လုံးအကျွေးမဲ့နဲ့ဘုရားကိုချီးမွမ်းရအောင်ဒီလက်ကောက်တီးပြီးတော့ချီးမွမ်းရအောင်အသက်ရှင်တော်ဘုရားဖြစ်တယ်ပြောလိုက်ပါဦးအသက်ရှင်တော်သူပေါင်းတော့စပီတော်ဝန်ခံလိုက်ပါဦးကြွေးကြော်လိုက်ပါဦးအသက်ရှင်တော်သူပေါင်းတော့Yes အားရပါရဘုရားကိုချီးမွမ်းရအောင်အသက်ရှင်တဲ့တရားနဲ့ချီးမွမ်းမယ်ရုပ်သေးဒီတိုင်းခက်တီတီမဟုတ်ဘူးနော်ဘုရားကိုချစ်တဲ့စိတ်အသက်ရှင်တဲ့ပုံတရံနဲ့ဘုရားကိုအားရပါရချီးမွမ်းကြအောင်ပြောလိုက်ပါဦးကိုယ်သိမကြည့်နဲ့နော်ဘုရားကိုပဲ focus ထားပြီးချီးမွမ်းပါလို့နော်ရှက်နေဖို့မဟုတ်ဘူးရှက်ကြောက်နေဖို့မဟုတ်ဘူးဝန်ထုတ်တွေလာရင်ပါရင်လည်းဘေးဘက်ကဘုရားကိုချီးမွမ်းမယ် Amen Come on You should tell One now,
အာမင်ဖျားရှင်ကောင်းမြတ်ပါသလား ကောင်းမြတ်ပါတယ် ကျွန်တော်တစ်ခုပြောချင်ပါတယ်ချီးမွမ်းမှာလားညီးသွားမှာလား ချီးမွမ်းပါမယ် အဲ့ဒါကျွန်တော်တစ်ခုတိုင်ပေးမယ်နော်ချီးမွမ်းမှာလားညီးသွားမှာလား ချီးမွမ်းမှာလားညီးသွားမှာလားအခါချီးမွမ်းမှာလားညီးသွားမှာလားလူငယ်များဆက်လက်ပြီးမှအားရပါရချီးမွမ်းကြပါစို့အသက်ရှင်နေပြအားရပါရလက်ခုပ်တီးလက်ချီးမွမ်းရအောင်လူလူလက်လက်ချီးမွမ်းကြမယ် Yes, you know my face so the land face so the land we like yes you know my now you got lost so you can say yes you know my chimoya I'm near the way come near the tree job me now my don't I'm near the way come near the tree job
Amen ကျွန်တော်ဘုရားသခင်ရဲ့မြတ်တာကိုဆင်ခြင်စေချင်ပါတယ်ဒီနေ့ကျွန်တော်ကိုအသက်ပေးပြီးမှချစ်တဲ့ဘုရားသခင်ဖြစ်ပါတယ်အာမင်ကျွန်တော်ဂျေဇုတော်မှာတပါအခြားသောမင်္ဂလာကျွန်တော်နိုင်မရှိဘူးဖြစ်ပါတယ်ကျွန်တော်တစ်ချိန်တစ်ခါလို့ဆိုရင်ကျွန်တော်ဘဝကျွန်တော်သိကြမှာပေါ့နော်ကျွန်တော်ဘေးကနေလာတယ်ဒီနေ့ဘုရားရဲ့အချစ်တာကျွန်တော်မထိတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်ဒီနေရာရောက်နေစရာအကြောင်းမရှိဖြစ်တယ်နော်ဒီနေ့ဘုရားရဲ့မဆာခြင်းဘုရားရဲ့မြတ်တာအကြောင်းကိုကျွန်တော်ဒီမှာရောက်ပြီးမှအသက်ရှင်ပြောင်းကျွန်တော်ကိုယ်ခွေခွင့်ရတာဖြစ်တယ်ကျွန်တော်ဘုရားရှင်မှာကျွန်တော်ဝန်ခံမှန်ပါတယ်ကိုရောရဲ့ဂျေဇုတော်မှာတပါဒါတို့အသက်တာတွေမှာအခြားသောမင်္ဂလာမရှိပါဘူးကိုရောရဲ့ဟာလေလုယာကျွန်တော်ရဲ့ချစ်ကိုသာရှိရတာပဲကြည်တဲ့ဆုံးတော်ဖြာအလုံးလက်မြောက်မှာကိုယ်ကိုယ်စီချင်ပါတယ်ကျွန်တော်ဖျားရှင်မှာရှုံးပေးချင်ပါတယ်ကိုရမြတ်တာကိုဖော်ကျူးရကိုယ်ွယ်ပါလေကိုရောဒီဒါတော့ပေါ်မှာချစ်တော်ကြောင့်ဒါတော့နဲ့အတူရှိတဲ့အခွင့်ကိုရောရွေးချယ်ခဲ့တယ်ကောင်းကင်ကိုဆွံ့ပြီးမှဒါတော့နဲ့အတူနေဖို့ရတဲ့ကိုရောရွေးချယ်ခဲ့တာဝတ္တိယာကဗျာန်ကြီးရဲ့ဂျေဇုတော်ဖြစ်ပါတယ်ကိုရောကိုဂျေဇုတင်ပါတယ်မျက်မှောက်တော်ထဲမှာတိုးဝင်လာပါတယ်ကိုရောကောင်းမြတ်ကြောင်းကိုဆင်ခြင်ပါတယ်ကိုရကောင်းမြတ်ကြောင်းကိုဝန်ခံပါတယ်ကိုရမြတ်တာကြီးမားလွန်လာပါတယ်လို့ဝန်ခံတဲ့အခါမှာဒါတို့ကအဖြစ်ငြိမ်ထိကနေကတင်တော်မူသောနာဇရက်မြို့သားသခင်ယေရှုခရစ်တော်ဖျား၏နာမတော်ကိုမဖြစ်၍ယိုသေးလေးမြတ်စွာဖြစ်ကိုးကွယ်ကြပါရအဖဖျားသခင်အာမင်ဟာလေလုယာအဲ့ဒီကြီးမြတ်တဲ့ဖခင်ကိုကျွန်တော်တို့အားရပါရပြန်လဲပြီးတော့လက်ခုပ်တီးလဲကျွန်တော်တို့ဂုဏ်ပြုရအောင်အာမင်ဒီချီးမွမ်းကိုယ်ကိုကျွန်တော်လွတ်မြောက်ခြင်းရကြပါသလားအာမင် come on ဘယ်ရောက်လွတ်မြောက်ခြင်းရပါသလဲကျွန်တော်တစ်ချက်လောက်လက်ကလေးတွေမြောက်ပြပါဦးဒါကအမည်ပဲရှိပါသေးတယ်ဟာလေလုယာဒုတိယတစ်ချိန်လောက်မှဖြစ်တယ်အာမင်ခဏနေကြလဲဆုံးမအားရပါရကျွန်တော်ဆရာဘုန်းဘုံအဖြစ်ချီးမွမ်းကိုးကွယ်ခြင်းကျွန်တော်အားရပါချီးမွမ်းကိုးကွယ်မှဖြစ်တယ်ဟာလေလုယာဟုတ်ပြီခုချိန်မှာကျွန်တော်တို့ဖခင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေထဲကနေဖခင်ရဲ့နိုင်ငံတော်အတွက်ပြန်လည်ပြီးတော့ပါဝင်မဲ့အချိန်ဖြစ်ပါတယ်လို့ဆိုတော့နော်ကျွန်တော်တို့ဒီနေ့ချိန်မှာကျွန်တော်တို့ခွဲခန့်ထားတဲ့နော်ဒီမှာညီမတွေလည်းရှိကိုရောက်လာပေးဖို့ယေရှုနာမ၌ဖိတ်ခေါ်တယ်ဒီအလူငွေတွေအတွက်ကိုဆုတောင်းပေးဖို့အတွက်ဆက်ဂျိုးပြောင်းကိုလည်းရှေ့မှာလာရောက်ပေးဖို့အတွက်ယေရှုနာမ၌ဖိတ်ခေါ်တာဖြစ်တယ်ကျွန်တော်အလူငွေကောက်ခံနေတဲ့အချိန်မှာမေဇင်စီကနေပေါ့နော်ညီမလေးမေဇင်စီကနေပြီးတော့ဂုဏ်တော်ချီးမွမ်းပေးဖို့အတွက်ဖိတ်ခေါ်တယ်ပြီးတာနဲ့တစ်ဆက်ထဲမှာကျမတို့ချီရတဲ့ဆရာပုံပုံကနေပြီးတော့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးသွားမှာဖြစ်ပါတယ်အာမင်ဆိုတော့အားလုံးကျွန်တော်အစဉ်အသစ်ဖြစ်နေမယ်လို့ကျမအထူးပဲယုံကြည်တာဖြစ်ပါတယ်လို့
ကျွန်တော်ယူဆောင်လာတဲ့လူငွေများစက္ကအနိုင်ရအောင်ကိုကြီးစွာချီးမွမ်းတဲ့ယနေ့မှာကိုရမျက်နှာကိုရှာတဲ့ခါမှာကိုရောရဲ့ကောင်းချီးမြောက်များစွာနဲ့ပို့ဆောင်တဲ့ဂျေဇုတော်ချီးမွမ်းပါတယ်ဖာထွေမြတ်မှာကပဲကိုရောနာမဘုန်းတော်အတွက်သားသမီးနှလုံးသားများခွဲခံပြီးမှယူဆောင်လာတဲ့လူငွေများကိုရောရှိမှယူဆောင်လာကြပါတယ်ကိုရောလက်ထက်မှာအနံ့ပါတယ်ကိုရောပေးကမ်းသောသားသမီးအသက်တာမှာကောင်းကြီးဖြစ်စေလက်ဂတိတော်လာတဲ့အတိုင်းကိုရောဂတိတော်တာ၍ကိုရောရဲ့ကောင်းကျိုးတာမြင်ဖို့လုံးကဖြစ်စေပါအသုံးပြုသောနေရာမှာလည်းနာမတော်ဘုန်းတော်တဖြစ်စေပါဤလူငွေအနန္တခါမှာတပါးသားတော်ယေရှုနာမ၌ဆုတောင်းစကားနိုင်ပါဖဗျာအားလုံးယေရှုနာမနဲ့မင်္ဂလာပါချီးမွမ်းကိုးကွယ်နိုင်ရတော့အခွင့်ကိုပေးစင်ပေးတဲ့ဘုရားရဲ့နာမတော်သားရဲ့ဘုန်းကြီးပါစေခုချိန်မှာလည်းပဲစက္ကန့်မဲဆိုတဲ့ခြင်းတွေအဖြစ်ဘုရားရဲ့ကိုယ်တော်ချီးမွမ်းခြင်းပါတယ်စန္ဒာနဲ့တမမှုတွေဘလုံးမဖြောက်ပြန်မရပါတကယ်ဆိုတော့သူရမြအလုံးမတည်မြဲခြင်းတွေဒီနေ့လည်းနဲ့တွေ့တာကမိုက်ပြမြတ်ချောတဲ့တော့တကယ်ပဲမရွေးခဲ့တဲ့ပြုမှုတွေကြောင့်စိတ်တကြည်ကွယ်ဝမ်းနဲ့လုံလာခဲ့ပြီနောင်တတရားနဲ့တခင်စီအပြင်းများဝန်ချတာပဲကြုံနေရတဲ့ဝိညာဉ်ဒုက္ခမှလုံငယ်လာဆန်းလို့အေးတဲ့ဘဝမျိုးယနေ့ပင်ကျွန်တော်ရလို့လာပြီးရှိစေရမယ့်အတ္တအတွက်လုံးဝမကြောက်ပဲတခင်စီလန်လာခဲ့ပြီအမန်တကယ်ပဲစဉ်းစားတွေ့တဲ့ခါတိုင်းယေရှုရဲ့ချစ်မြတ်တာတော်ဟာဒီမှာနိုင်အောင်မဲအသွေးနဲ့ရှင်မိသူလေးပြတ်သားရတဲ့အသက်တော်ကိုဆုံးရှာနောင်တတရားနဲ့တခင်စီအပြင်းများအလုံးတောင်းပဲကြုံနေရတဲ့ဝေဒနာဒုက္ခမှလုံငယ်လာကျွန်တော်ရလို့လာပြီးရှိစေရမယ့်အတ္တအတွက်လုံးဝမကြောက်ပဲတခင်စီလန်လာခဲ့ပြီနောင်တတရားနဲ့တခင်စီအပြင်းများဝန်ချတောင်းပဲကြုံနေရတဲ့ဝေဒနာဒုက္ခမှလုံငယ်လာဆန်းလို့အေးတဲ့ဘဝမျိုးယနေ့ပင်ကျွန်တော်ရလို့လာပြီးရှိစေရမယ့်တတ္တအတွက်လုံးဝမကြောက်ပဲတခင်စီလန်လာခဲ့ပြီအမန်တကယ်ပဲစဉ်းစားတွေ့တဲ့ခါတိုင်းယေရှုရဲ့ချစ်မြတ်တာတော်ဟာဒီမှာမယုံနိုင်အောင်မဲအသွေးနဲ့ရှင်မိသူလေးပြတ်သားရတဲ့
အသက်တော်ကိုဆုံးရှာနောင်လာတရားနဲ့တခင်စီပြင်းများအလုံးတောင်းမဲ့ကြုံနေရှာတဲ့ဝိညာဉ်တော်ခမလုံးနေလားဆန်းလို့ဤတဲ့ဘဝမျိုးယနေ့ပင်ကျွန်တော်ရလို့လာပြီးရှိစားရမယ့်တရားအတွက်လုံးဝမကြောက်ပဲတခင်စီလန်လာခဲ့ပြီတခင်တွေတို့အလုံးစကမဲကျန်တာခွန်အားယူတော်ရောက်စတဲ့ဖျက်ရှင်ကောင်းကြပါစေ ဟာလေလုယာအာမင်ကြီးမြတ်တော်ဖခင်ရဲ့နာမကိုကျွန်တော်တန်ရှင်းတဲ့လက်ကိုအားရပါရတည်ပြီးတော့မှဖခင်ရှင်ကုန်ကြည့်အောင်အာမင်ဖခင်နာမဘုန်းကြီးပါစေအာမင်ဒီနေ့ညကျွန်တော်တို့လူတွေကနေဖန်တီးလိုက်ပြီးတော့မှပြင်ဆင်တဲ့เนาะကျွန်တော်တွေ့ဆုံခြင်းမဟုတ်ဘဲနဲ့ဖခင်သခင်ကရှေးမစွာကလေးကနေကျွန်တော်တို့ကိုပြင်ဆင်ထားပေးတဲ့ညဖြစ်တယ်အာမင်ကျွန်တော်ကျွမ်းမဲ့ယုံကြည်တယ်ခုနကကျွန်တော်တို့ဖခင်သခင်ကိုအားရပါရချီးမွမ်းရတယ်အခုလည်းနှုတ်ကပတ်တော်ဖခင်ရဲ့အသံတော်ကျွန်တော်เนาะဒီအချိန်မှာနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်အတူတကွเนาะဖခင်ရဲ့အသံတော်ကိုကျွန်တော်တို့เนาะနှလုံးသားထဲကနေเนาะဖမ်းယူမဲ့အချိန်ဖြစ်တယ်ဒါကြောင့်အရေးကြီးတာဖြစ်တယ်ဟာလေလုယာဘေးမှာရှိတဲ့ကျွန်တော်တငယ်ချင်းကိုပြောပါအောင်ဒီနေ့ညနှုတ်ကပတ်တော်ဟာသင်အတွက်ကောင်းကြီးဖြစ်တယ်လို့ကျွန်တော်ပြောရအောင်အာမင်ကျွန်တော်အတွက်ကောင်းကြီးဖြစ်တယ်သင်အတွက်ကောင်းကြီးဖြစ်တယ်အာမင်တီဗီသားနှုတ်ကပတ်တော်ဆိုရင်လည်းအဲ့ဒီနှုတ်ကပတ်တော်ကိုဖခင်ကကျွန်တော်တို့ကိုနှခါပြန်ကြားစီတယ်ဆိုတာအကြောင်းမဲ့တတ်မဟုတ်ဘူးဖြစ်တယ်အာမင်โอเคဟုတ်ပြီနှုတ်ကပတ်တော်မပြောခင်မှာနည်းနည်းလေး intro တွားခြင်းတယ်ဒီနေ့ညမှာကျွန်တော်အသင်းတော်နှစ်ပါးပေါင်းပြီးတော့မှဖခင်ရဲ့နာမကိုအတူတကွချီးမွမ်းကိုးကွယ်ရင်းနဲ့ဒီမှာမိသားရဖွဲ့ခွင့်ရတာဖြစ်တယ်ဓမ္မဟောင်းမှာတော့ဖခင်ရဲ့လူဣသရေလတွေသူတို့ကိုးကွယ်တဲ့အရက်မှာဖခင်သခင်ကစင်းကြွပြီးတော့မှကောင်းချီးပေးတတ်တဲ့ဖခင်ဖြစ်တယ်ဓမ္မဟောင်းရဲ့ကိုးကွယ်ခြင်းကိုကျွန်တော်တက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်အားလုံးသိတယ်ရစ်ပလင်ပါတယ်ရစ်မပါရအောင်လားပါတယ်ကျွန်တော်တို့မီးရှို့ရရမိတ္တဟာရရစ်တွေကိုပူဇော်ပြီးတော့မှဖခင်သခင်ကိုမလုပ်ကြလဲဝိပုကိုးကွယ်ကြတာဖြစ်တယ်ဖခင်သခင်ကအဲ့လိုကိုးကွယ်တယ်ဆိုရင်တဲ့အဲ့ဒီအလယ်မှာတူလာမယ်ဆိုပြီးတော့မှเนาะဖခင်သခင်ရဲ့เนาะဂတိတော်ရှိပါတယ်ထွတ်မြောက်ရာကျွန်တော်နည်းနည်းလေးဖတ်ချင်တာဒါဓမ္မဟောင်းတုန်းကထွတ်မြောက်ရာအခန်းကြီး20အပိုင်ငယ်24ကျမ်းစာထိုးပေးလို့ရရင်တော့ကျွန်တော်အနောက်မှာထိုးပေးနော်20-24ငါအဖို့မြေရစ်ပလင်ကိုတီးရမည်ထိုရစ်ပလင်ပေါ်မှာတင်၌မီးရှို့တော်ရစ်မိတ္တဟာယရစ်သီးဟူတော်တင်ဤတိုးနွားတို့ကိုရစ်ပူဇော်ရမည်ငါအခွင့်ရှိ၍ငါနာမကိုကိုးကွယ်ရာအရက်ခတ်သိမ်းတို့၌တင်တို့စီတို့ငါကြွလွာ၍ကောင်းကြီးပေးမိဒါဓမ္မဟောင်းမှာထွတ်မြောက်ရာကျမ်းမှာမောရှိကိုဖျားသခင်တော့ပြည့်ညတ်ပေးထားတာဖြစ်တယ်ဖျားရဲ့ဂတိတော်လည်းဖြစ်တယ်ဖယားနာမကိုထောက်ပြီးတွားမှာနော်ဖယားသခင်အခွင့်နဲ့သူ့နာမကိုကိုးကွယ်တဲ့နေရာအရက်မှာဖယားသခင်ကကြွလာပြီးမလုပ်မလဲကောင်းချီးပေးမယ်ဒါဓမ္မဟောင်းမှာဖြစ်တယ်ဟုတ်ပြီဓမ္မတစ်မှာရောကျွန်တော်တို့ရစ်ပလင်လိုသေးလားမြေရစ်ပလင်တီဖို့ဣသရေလလူတွေလို့ကျွန်တော်တို့တိရစ္ဆာန်တွေတတ်ဖို့လိုသေးလားမလိုဘူးဒါပေမဲ့ရစ်ကတော့ကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်တော့နှလုံးသားဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဓမ္မဟောင်းမှာခုနပြောလို့ရစ်ပလင်တီးပြီးတော့မှဖခင်ကိုကိုးကွယ်တဲ့နေရာမှာဖခင်သခင်ကဆင်းကြွပြီးတော့မှကောင်းချီးပေးတယ်ဓမ္မတစ်မှာတော့ခရစ်တော်ကိုယုံကြည်ကိုးကွယ်တဲ့တာသမီတွေတဘောတူစုယုံတဲ့နေရာမှာဖခင်ရှိတာဖြစ်တယ်အာမင်တော့ဟောင်းတဲ့ဓမ္မတစ်နည်းနည်းလေးတော့ကွာသွားတဲ့အရာကကျွန်တော်တို့အတွက်ခရစ်တော်ဟာကျွန်တော်တို့ရဲ့ရစ်ပရောဟိတ်ဖြစ်တယ်ကျွန်တော်တို့ရဲ့ရစ်ဖြစ်တယ်သူ့ရဲ့အတွေးအတက်ကိုပူဇော်ပြီးတော့မှကျွန်တော်တို့အားလုံးဟာဖခင်နဲ့ယန်တူဖြစ်တယ်ဒါပေမဲ့ခရစ်တော်အားဖြင့်အနည်းဆုံးကိုပြန်မရောက်ဘူးလားရောက်တာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့တဘောတူတဲ့အလယ်မှာဖခင်ရှိပါစာလံ1:3အပိုက်ငယ်1ကနေ3မှာညီအကိုတို့တဘောတူပေါင်းဖော်တဲ့အရာမှာဖြစ်လေအရှမ်းကောင်းတယ်အလွန်တင့်တယ်ရောက်ပတ်အာရုံရဲ့ဦးခေါင်းကနေလောင်းတဲ့စီမွေးเนาะကျွန်တော်တို့ဗိတ်တိတ်စီလိုပဲဦးခေါင်းကနေเนาะလေစွတ်ဒီတိစီဇန်
အဲ့ဒီနေရာမှာဖခင်ဆင်းကြွလာပြီးတော့မှာတဲ့အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုဖခင်တခင်ကလာပြီးပေးမှာဖြစ်တယ်အာမင်တဘောတူခြင်းအရေးကြီးပါတယ်ဒီနေ့ညမှာတဘောတူပြီးမှကျွန်တော်တို့ရောက်လာတယ်တဘောမတူနိုင်တဲ့လူရှိလားမသိဘူးအားလုံးတဘောတူတယ်အာမင်ဒီနေရာမှာကျွန်တော်တို့ဖခင်တခင်ကြီးစွာအလုပ်လုပ်ခြင်းရှိမှာဖြစ်တယ်အာမင်တခြင်းတွေအားထဲမှာတခြင်းတွေကြားထဲမှာလည်းဖခင်အလုပ်လုပ်တယ်နှုတ်ကပတ်တော်အားဖြင့်လည်းကျွန်တော်တို့ကိုတိုးထိမှာဖြစ်တယ်ဟာလေလုယာနောက်ကျွန်တော်မဿဲ18မှာခရစ်တော်ကိုယ်တိုင်ပြောထားတဲ့အရာလေးကိုလည်းကျွန်တော်ပြောချင်တယ်နှုတ်ကပတ်တော်မဝင်ငါသေးဘူးနော်နည်းနည်းလေးကြောင်းနေတာဖြစ်တယ်အရင်ဆုံးတဘောတူဖို့ကျွန်တော်အရေးကြီးတယ်ဆိုတဲ့ဥစ္စာလေးဟုတ်ပြီမဿဲ18အပိုက်ငယ်19ကနေ20မှာနော်ကျွန်တော်တို့တဖန်ငါဆိုဒီကမြေကြီးပေါ်မှာတင်းတို့နှစ်ယောက်တို့ဒီတဘောချင်းတူ၍ဆုတောင်းလင်တောင်းသမျှတော်ဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူတော့ငါ၏ခမဲတော်ဒီပေးတော်မူလတတ်အချမ်းမူကအကျင့်ရ၌လူ2ဦး3ဦးတို့ဒီငါ၏နာမကိုထောက်၍စီဝေးကြ၏ထိုအရက်သူတို့အလယ်မှာငါရှိသည်ဟုမိန်တော်မူ၏တဘောတူဖို့လို့တဘောတူဖို့မပြီးသေးဘဒုနာမအောက်မှာလဲဆိုဖခင်နာမအောက်မှာဖြစ်အောင်ဖခင်နာမအောက်မှာတဘောတူတဲ့အလယ်မှာဖခင်တခင်ကအတူရှိတာဖြစ်တယ်နောက်တစ်ခုဖခင်တခင်ကအတူရှိတဲ့မျက်မှောက်တော်ကဘယ်နေရာမှာလဲဆိုတော့ဖခင်ရဲ့နာမကိုထောက်ပြီးအားရပါရချီးမွမ်းကိုးကွယ်တဲ့အလယ်မှာလဲဖခင်ရှိတာဖြစ်တယ်အချိန်တုန်းကဒါဝိဒ်ရဲ့တဲတော်မှာနော်ဖခင်တခင်မောရှေရဲ့နော်ကျွန်တော်တို့တဲလဲရှိတယ်ဒါဝိဒ်တဲလဲရှိတယ်ဒါဝိဒ်ရဲ့တဲမှာ24နာရီမိမငိမ့်အတန်လုံးဝမရက်ပဲနဲ့ဘုရားကိုချီးမွမ်းတဲ့နေရာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသင်းတော်ယုံကြည်သူတွေလည်းချီးမွမ်းတဲ့အလယ်မှာဘုရားသခင်ရှိတာဖြစ်တယ်သူ့ကိုချီးမွမ်းတဲ့ချင်းဆိုတဲ့နေရာချီးမြှောက်တဲ့နေရာမှာဘုရားသခင်မရှိဘူးလားကျမ်းစာမှာကျွန်တော်ရှိတယ်အားလုံးတော့တွန့်မဖတ်တော့ဘူးနည်းနည်းလေးနော်ကျွန်တော်ကျမ်းညွှန်းပဲပြောလိုက်မယ်ဇာခရီနဲ့10ကနေ17ဇေဖနိ3 14ကနေကျွန်တော်19မှာတွက်ကြည့်မယ်ဆိုရင်ဇီးအောင်တို့သမီးရွှင်လန်းစွာတဲ့ချင်းဆိုပါငါတဲ့အလယ်မှာလာပြီးတော့မှဘာဖြစ်လဲချင်းဝင်မယ်အာမင်ဒါကြောင့်ဒီနေ့ညကျွန်တော်တို့ဖခင်နာမကိုထောက်ပြီးတဘောတူတဲ့အလယ်နော်ဖခင်နာမကိုကျွန်တော်ထောက်ပြီးချီးမွမ်းတဲ့အလယ်မှာအကြီးမြတ်ဆုံးသောဖခင်တခင်ကကျွန်တော်နဲ့အတူရှိတာဖြစ်တယ်အာမင်ဖခင်နာမဘုန်းကြီးပါစေခဏလောက်နှုတ်ကပတ်တော်တဲ့ဆုတောင်းခြင်းပါအသက်ရှင်ပြီးကောင်းမြတ်သောဖခင်ကိုရောဟာအရဲ့မှာအရာရာသင်ပေးတတ်တဲ့ဖခင်ဖြစ်တယ်နှုတ်ကပတ်တော်ကိုဖွင့်ပြီးမှလည်းကျွန်တော်တို့ကိုစကားပြောတော်ဖခင်တခင်ဖြစ်ပါတယ်ဒီချိန်မှာကိုရောရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုအတူတကွကျွန်တော်တို့ခံယူတဲ့အခါမှာတရားတော်မှာအံ့ဘွယ်သောအရာတို့ကိုမြင်နိုင်ဖို့ကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိနားတွေကိုဖွင့်ပေးတော်မူပါတမန်တရားကိုတမန်တရားအတိုင်းသိနိုင်ဖို့လို့ငါဝိညာဉ်တော်ဖခင်ကျွန်တော်တို့ကိုတွင်တင်ပါကျွန်တော်တို့ခံယူကြတဲ့အခါမှာလဲယိုဖိတ်ခြင်းမရှိဘဲနဲ့တရားမှာတရားရာနှုံးပြည့်နှုတ်ကပတ်တော်ကိုခံယူဝန်ခံအသက်ရှင်နိုင်ဖို့လို့ငါကိုတော်ကောင်းချီးပေးပါနှုတ်ကပတ်တော်ရဲ့အရှင်ဖြစ်တဲ့ယေရှုဖခင်နာမအမိပြုလဲဆုတောင်းစက္ကအနံ့ရင်အစာပြုလဲအဖာအာမင်โอเคကျွန်တော်တို့လောကကြီးထဲမှာတဲ့လူတွေအားလုံးဟာရွေးချယ်မှုနဲ့နေ့တိုင်းအသက်ရှင်နေကြတာဖြစ်တယ်အားလုံးမှာရွေးချယ်ခြင်းအခွင့်ကိုဘုရားသခင်ကလွတ်လပ်စွာတနည်းအားဖြင့်ပြောမှဆိုရင်ကျွန်တော်တို့ရဲ့စိတ်နှလုံးကဟုတ်ပြီနော်ကျွန်တော်နှလုံးသားစိတ်နှလုံးကလူနဲ့ဆိုင်တယ်ဟုတ်ပြီနော်ဘုရားသခင်ကလွတ်လပ်စွာကျွန်တော်တို့ကိုလုပ်ပေးလာလဲဆိုတော့ free will လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ဘုရားကကျွန်တော်တို့ကိုပေးထားတာဖြစ်ဒါကြောင့်မနဲ့ထတာနဲ့ကျွန်တော်တို့မျက်လုံးနှစ်ဖက်ပွင့်တာနဲ့စပြီးလူကရွေးချယ်မှုနဲ့မတော်ဘူးလားဟောလေဆူတောင်းမလားမတောင်းလားကျန်းစာဖတ်မလားမဖတ်ဘူးလားမဟုတ်လားနော်ကျွန်တော် breakfast တောင်ရွေးချယ်မှုနဲ့မစားဘူးလားစားတယ်တရက်နဲ့တရက်မတူဟုတ်တယ်မလားကျွန်တော်တို့ရဲ့စိတ်တွေလည်းပြောင်းလဲမှုအပေါ်မှာနော်ကျွန်တော်အခြေခံပြီးတော့မှရွေးချယ်မှုနဲ့ဒီနေ့ညလည်းအဝတ်စားမွေးခဲ့ဘူးလားကျွန်တော်တုံးထယ်လောက်နော်သုံးစုံတော့ချင်းလိုက်တယ်ရွေးချယ်မှုဟိုတစုံချင်းပူဟာခုကုတ်ဖွင့်ကျင်းချက်ပြီးတော့မှနေလို့မရဘူးရွေးချယ်ပြီးလာတယ်ဒီနေ့ညဟုတ်တယ်နော်အလူငွေထဲအောင်မရွေးချယ်ဘူးလားရွေးချယ်တယ်အငယ်ဆုံးတန်လေးကိုမရွေးချယ်နောက်တာပါစေတနာရှိတဲ့အတိုင်းထဲတာကျွန်တော်သိပါတယ်အားလုံးရွေးချယ်မှုနဲ့ပဲဟုတ်တယ်ဒီနေ့ခင်ဗျမဟုတ်ဘူးဟိုကနဦးအေဒင်ဥယျာဉ်ထဲမှာအာရန်နဲ့အေဝါလည်းရွေးချယ်မှုနဲ့ဖြစ်တယ်ဖခင်သူတို့ကိုလက်စွာရွေးချယ်ခင်ပေးထားတယ်အေဒင်ထဲမှာအပင်၃မျိုးရှိတယ်ရေဘူးရအဖြစ်ခွဲမယ်ဆိုရင်စားလို့ရတဲ့အပင်ဟုတ်ပြီနော်သူတို့ညောင်စားခိုင်းတဲ့ပင်နောက်တစ်ခုအသက်ပင်ဥယျာဉ်အလယ်မှာစားလို့ရတယ်အဲ့ဒါဘုရားသခင်အလိုရှိတဲ့ရွေးချယ်ခြင်းဖြစ်တယ်ဒါပေမဲ့ဘုရားသခင်သူတို့ကိုမရွေးချယ်စေခြင်းတဲ့အရာရှိတယ်အဲ့ဒါပါလေကောင်းမကောင်းသိကျွမ်းရအပင်ရွေးချယ်မှုနဲ့အဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်မစားရ၍ဘုရားနဲ့အစဉ်ပြေလားမပြေဘူးလားဘုရားစကားနားထောင်ပြီးအစဉ်ပြေတယ်ဘုရားနဲ့အမြဲတမ်းနော်မိထားရဖွဲ့ခြင်းရှိတယ်ဒါပေမဲ့တရက်တော့သူတို့ရွေးချယ်မှုမားသွားတဲ့ခါမှာအစဉ်ပြေလားအစဉ်မပြေဘူးဘုရားသခင်ကအလုတ်တော်မပူတော့ဘူးလား
ဟုတ်မလားသူတို့ရွေးချယ်မှုမှားသွားတဲ့ဥစ္စာရောမ9စနစ်မှာအပြစ်တရားကတယောက်တော်သူအဖြစ်ဤလောကကိုဝင်တယ်အပြစ်တရားအဖြစ်သေခြင်းတရားဝင်နေညီလူအပေါင်းတို့ဟာအပြစ်ရှိတော့ကြောင်းသေခြင်းတို့ရောက်လူတိုင်းရဲ့အစကနဦးအမိအဖကျွန်တော်တို့သူတို့ရွေးချယ်မှုမှားခဲ့တဲ့အရာအားလုံးဟာလူတွေအားလုံးရဲ့အထဲမှာဘာဖြစ်သွားလဲလိုချင်ချင်းမချင်ချင်းဘာနဲ့မွေးလာလဲလူတွေအားလုံးဗီဇ original sins နဲ့မွေးလာ original sins ရဲ့မူလအရင်းမြစ်ကဘယ်မှာလဲဆိုတော့လိုက်ကြည့်လိုက်တဲ့အခါမှာအာဒံအေဝဖြစ်အာဒံကနေတယောက်တော်သူအဖြစ်ဤလောကမှာအပြစ်ဝင်တာနဲ့တည်ခြင်းတရားအဲကြောင့်လူအပေါင်းတို့ကအပြစ်ရှိတာကြောင့်တည်ခြင်းလို့ရောက်တယ်သူတို့ရွေးချယ်မှုမှားခဲ့လို့နောက်ဆက်တွဲအကျိုးကောင်းလားမကောင်းလားကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့တခင်ဟာတိတ်ကောင်းမြတ်ပါတယ်သူတို့ရွေးချယ်မှုမှားမှာကိုသိတယ်လာပြီးတော့မှဘုရားသခင်ကကယ်တင်ခြင်း plan ကိုကဘာမတီးမရှိမီကလေးကနေဘာဖြစ်လဲပြင်ဆင်ထားတာဖြစ်တယ်ချိန်ချက်တဲ့အချိန်မှာလာကျွန်တော်ဂလာတိမှာတည်ဘုရားကသူ့ရဲ့ time မှာသူစင်းကြွလာပြီးကယ်တင်ခြင်းမှုကိုပြုတာဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်းတော်ဟုတ်ပြီဒါကနဦးအာဒံအေဝရွေးချယ်မှုရှိလားမရှိလားရှိတယ်ဟုတ်ပြီဖခင်ရဲ့လူမျိုးလို့ပြောလို့ရတယ်အခုကျွန်တော်တို့ကတော့ယေရှုခရစ်အဖြစ်ဖခင်ရဲ့တာသမီဓမ္မဟောင်းတို့ကဖခင်ရဲ့လူမျိုးနွယ်စုတစုရှိတယ်ဣသရေလဖြစ်တယ်ဣသရေလတွေလည်းရွေးချယ်မှုနဲ့ပဲပါဖြစ်လဲအသက်ရှင်ခဲ့ကြတာဖြစ်တယ်ဟုတ်ပြီကျမ်းစာတစ်ပိုက်ကိုကျွန်တော်ဖတ်ကြည့်အောင်တရားဟောရာကျမ်းအခန်းကြီး30 15ကနေ20ကျွန်တော်တို့ပုံမှန်လေးကျွန်တော်တို့ဖတ်မယ်အဲ့ဒါလေးကိုတော့ကျွန်တော်ထိုးပေးပါလို့တရားဟောရာကျမ်းအခန်းကြီး30 15-20เนาะကျွန်တော်အခန်းငယ်9အခန်းလေးကိုကျွန်တော်တို့ဖတ်ရအောင်ကျွန်တော်ဥဆောင်ပြီးဖတ်လိုက်မယ်เนาะဒီမှာထိုးပြီးရင်တော့ကျွန်တော်အတူတကွဖတ်မယ်တရားတော်ဒီ15နေကြည့်မယ်เนาะကြည်ပါလောအသက်ရှင်ခြင်းချမ်းသာနဲ့သေခြင်းဆင်းရဲတို့ကိုတင့်ရှိ၌ယနေ့ငါထား၏တင်းဒီအသက်ရှင်၍တိုးပွားမိအကြောင်းတင်းဝင်စားလက်တန်သောပြည်၌တင်းဤဘုရားသခင်ထာဝရဘုရားသည်တင့်ကိုကောင်းချီးပေးတော်မူမိအကြောင်းတင်းဤဘုရားသခင်ထာဝရဘုရားကိုချစ်သည်ဖြစ်နောက်တော်တို့လိုက်၍စီရင်ထုံးဖွဲ့တော်မူချက်ပညတ်တရားတော်တို့ကိုစောင့်ရှောက်တော်ဟုငါမှာထား၏ဒို့မဟုတ်တင့်နှလုံးလွဲသွားသည်ဖြစ်တင်းဒီနားမထောင်မဲ့သူတစ်ပါးတွေးဆောင်ပြတို့လိုက်၍အခြားတစ်ပါးသောဘုရားတို့ကိုဝိပုကိုးကွယ်လင်ယော်ဒန်မြစ်ကိုကူး၍ဝင်စားလက်တန်သောပြည်၌အသက်တာမရှိဧကအမှန်ပြည့်စည်ခြင်းတို့ရောက်လိမ့်မည်ဟုယနေ့ငါတတိပေ၏အသက်ရှင်ခြင်းတည်ခြင်းကောင်းကြီးပေးခြင်းချိန်ခြင်းတို့ကိုတင့်ရှိ၌ငါထားသည်ဟုတင့်တစ်ဖက်၌ကောင်းကင်မြေကြီးကိုငါတိုင်တည်၏ဟုတ်ပြီဘုရားသခင်ကကောင်းကင်မြေကြီးကိုတိုင်တည်ပြီးတော့မှเนาะဘုရားသခင်ဟာဣသရေလလူတွေကိုရွေးချယ်မှုပေးတယ်ဟုတ်ပြီเนาะအသက်တည်ခြင်းရှင်ခြင်းကောင်းကြီးမင်္ဂလာချိန်ခြင်းအမင်္ဂလာအဲ့ဒါ depends on their choice ဖြစ်တယ်သူတို့ရဲ့ရွေးချယ်မှုပုံမှာပဲဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကခံအဲဂုတုကနေသူတို့လူအုပ်အများကြီးပဲလေကျွန်တော်တို့ရောက်မိန်းမနဲ့ကလေးမဆူပဲယောက်ျားသားကြီးပဲဘယ်လောက်ရှိလဲဘယ်လောက်ရှိလဲ6သိန်းမဟုတ်လားအဲ့အုပ်ကြီးကိုမောရှေကခေါ်ခဲ့တာခေါ်ခဲ့တဲ့အခါမှာဘုရားသခင်ကအရာခတ်သိမ်းကောင်းကြီးပေးဖို့အလို့ငါဖြစ်တယ်ဟုတ်ပြီနော်သူတို့ကိုဖျက်ဆီးဖို့မို့ကောင်းကြီးပေးဖို့ခေါ်ထုတ်ခဲ့တာဖြစ်တယ်ကျွန်ဘဝကနေဒါပေမဲ့သူတို့ရဲ့ရွေးချယ်မှုတွေဟာဖျားထက်ဘယ်အောင်ပုံများလဲဖျားရဲ့ဂတိတော်ပေါ်မှာဆွဲလန်းလာဘယ်အောင်ဆွဲလန်းလဲသူတို့ထွက်လာတဲ့ကျွန်ဘဝတုန်းကဆွဲလန်းခဲ့တဲ့ຢာတွေပဲအဲဂုတုနဲ့ဆိုင်တဲ့ຢာပဲပါဇက်ကနေထွက်တယ်ဖျားခင်ရဲ့ဂတိတော်ဖျားပေးတဲ့ခါနာမြေကိုမဆွဲလန်းမှုဖြစ်တယ်ဒါကြောင့်သူတို့ဘာလုပ်လဲခေါင်းဆောင်တွေကို blaming လုပ်တယ်ဖျားခင်ကိုဘာလုပ်လဲနော်အပြစ်တင်တယ်စော်ကားတယ်သူတို့ရဲ့ရွေးချယ်မှုကအနာဂတ်မှာကွဲသွားတာဖြစ်တယ်ဟုတ်တယ်မလားဖခင်ရဲ့နှုတ်ကပတ်တော်တရားတော်ကိုရွေးချယ်ပြီးအသက်ရှင်တဲ့သူတွေလုံးလုံးလိုက်တဲ့သူတွေကနောက်ဆုံးခါနာမြေမှာဘာဖြစ်လဲမဝင်စားရအောင်လားဝင်စားရတယ်ဒါပေမဲ့ရွေးချယ်မှုမားခဲ့ကြတဲ့လူတွေကကြတော့ဘာဖြစ်လဲအဲ့ဒီတောမှာပဲမြေစာအဖြစ်ပင်ဖြစ်နော်အားလုံးပျက်စီးသိချကြတယ်ဟုတ်ပြီအဲ့ဒါတော့ Old Testament တုန်းကထားလိုက်တော့ဓမ္မဟောင်းတုန်းကဒီနေ့ဂျေဇုတရားခင်မှာကျွန်တော်အသက်ရှင်နေကြတယ်ကျွန်တော်တို့မှလည်းရွေးချယ်မှုရှိတာဖြစ်တယ်အာမင်အဲ့ဒီအကြောင်းလေးကိုပြောမယ်အဲ့ဒီအကြောင်းလေးကိုသင်သိပြီးတော့မှနေ့ရက်တိုင်းမှာဖခင်သခင်ကငါ့ကိုဘာရွေးချယ်စေခြင်းတယ်လဲဆိုတဲ့အရာကိုနှုတ်ကပတ်တော်အဖြစ်သိပြီးတော့မှပညာရှိစွာအသက်ရှင်မှုဖြစ်တယ်အာမင်နေ့ရက်တိုင်းသင်ရဲ့ရွေးချယ်မှုမှန်ကန်ဖို့ဖခင်လိုရှိတာဖြစ်တယ်နောက်ကျမ်းစာတစ်ခုအေဖက်မှာပြောပါတယ်တခင်ဖခင်နှစ်သက်တဲ့အရာအဘယ်အရာဖြစ်ဒီကိုသင်ယူပါတဲ့ဒီနှုတ်ကပတ်တော်ထဲမှာဖခင်ရဲ့အလိုတော်ရှိတယ်do's and don't ဖခင်နှစ်သက်တဲ့အရာရှိလို့ဖခင်မနှစ်သက်တဲ့အရာလည်းမရှိလားရှိတာဖြစ်တယ်ဒါကျွန်တော်တို့ယုံကြည်သူသားသမီးကဖ
ဖခင်ရဲ့အလိုတော်ပါလဲဆိုတာသိပြီးတော့အဲ့အလိုတော်လမ်းကိုဘာဖြစ်လဲလက်ဝဲလက်ရမလွဲပဲနဲ့တွားဖို့ဖြစ်တယ်အလိုမရှိတဲ့ຢာတော့ကျွန်တော်ဘာလုပ်မလဲနေ့တိုင်း deny လုပ်ဖို့ဖြစ်တယ်ညှင်းပယ်ဖို့ဖြစ်တယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့နေ့တိုင်းရွေးချယ်ရမယ့်အရာပါလဲဆိုတော့ဟုတ်ပြီမတ်တဲခန်းကြီး9အပိုင်ငယ်73 74ကိုဖြည်းဖြည်းနဲ့မှန်မှန်ဖတ်မယ်အဲ့ဒါကိုအခြေပြုပြီးကျွန်တော်တရားဟောမှာဖြစ်တယ်ဝေငှမှာဖြစ်တယ်ရှင်မတ်တဲဒါကျွန်တော်တို့ရဲ့တခင်ဟုတ်ပြီနော်ယေရှုကိုယ်တိုင်နော်ပြောထားတဲ့အရာလေးဖြစ်တယ်မတ်တဲ9အပိုင်ငယ်73ကနေ74နှစ်ခုလေးပဲပေါ့နော်ဟုတ်ပြီဒီမှာကြည့်အောင်ဖတ်ကြည့်အောင်ဒီမှာကျွန်တော်အားလုံးကြည့်မယ်โอเคဟုတ်ပြီယေရှုခရစ်တော်ဟာကျွန်တော်အားလုံးသိတယ်အဲ့ဒီနော်တောင်ပေါ်ဒေသနာပြီးသွားပြီးအဆုံးမှာဒီအရာပြောတာဖြစ်တယ်အဲ့မှာပြောသွားတဲ့နော်ကျမ်းပိုက်လေးကကျွန်တော်တို့ဖတ်လိုက် very simple ပါပဲနော်ကျွန်တော်တို့ဘာမှအနက်တွေအောင်ပြန်စရာမလိုကျွန်တော်တို့အားလုံး literally direct ကျွန်တော်နားလေဟုတ်လားနားလေတဲ့ချင်းတော်တကားကိုဝင်ပါတဲ့ပျက်စီးခြင်းတို့ရောက်တော့လမ်းနဲ့တကားကအကျယ်ဝန်းတည်ဖြစ်၍ဝင်တော့သူတို့ကဘာဖြစ်ကြလဲများကြ၏အသက်ရှင်ခြင်းတို့ရောက်တော့လမ်းနဲ့တကားဒီအလွန်ချင်းမြောင်းတည်ဖြစ်၍တွေ့ဝင်တော့သူတို့ဒီနေကြ၏ဟုတ်ပြီဒီနေ့ညနှုတ်ကပတ်တော်ခေါင်းစဉ်လေးကိုတစ်ချက်လောက်ထိုးပေးပါအောင်ကျွန်တော်တို့အားလုံးအဲ့ခေါင်းစဉ်လေးကိုဒီနေ့ကျွန်တော်အတူတကွဖတ်ရအောင်ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးဟုတ်ပြီဖတ်ကြည့်အောင် two roads two destination ကျွန်တော်တို့လမ်းနဲ့ two destination အဲ့ဒီလမ်းရဲ့အဆုံးမှာကျွန်တော်တို့ရဲ့ပန်းတိုင်ကမတူဖြစ်တယ်လမ်းချင်းအဆုံးလမ်းကျဲအဆုံးမှာပန်းတိုင်ရှိလားမရှိလားရှိတာဖြစ်တယ်မတူဘူးဖြစ်တယ်ဟုတ်ပြီလမ်းကျဲကိုအရင်ပြောမယ်ကျွန်တော်တို့နဲ့မဆိုင်တဲ့အရာအရင်ပြောမယ်လမ်းကျဲဟုတ်ပြီလမ်းကျဲနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ထိုးပေးပါဒီမှာကျွန်တော်အောက်လိုင်းလေးရေးထားပြီးလမ်းကျဲမှာတဲ့လူအများစုရွေးချယ်ကြတယ်အဲ့လမ်းကျဲပြီးရင်အဲ့ဒီလမ်းကျဲမှာအသက်ရှင်တဲ့လူတွေကဖျားမလို့ဘူးဟုတ်ပြီနော်ဖျားမပါလဲရတယ်သူတို့ကဖျားမဲ့တရားမဲ့အသက်ရှင်ကြတယ်ဟုတ်ပြီအဲ့လမ်းကျဲမှာဘာတွေပြည့်လဲဆိုတော့နော်လောကီပျော်ရွှင်မှုလောကီတတ်မှတ်ခြင်းတွေနဲ့ပြည့်နေတဲ့လမ်းဖြစ်တယ်အဲ့ဒီလောကသားတွေမှာနောင်တမလို့ဘူးမိဘာဖြစ်လဲနော်စိတ်တိုင်းချမိစိတ်တိုင်းချအသက်ရှင်လို့ရတယ်မိညံပြတဲ့အတိုင်းတွားလို့ရတယ်ကိုယ်ဆန္ဒဘယ်လိုရှိလဲကိုတွားလို့ရတယ်ဖျားလိုတော်တွေဘာမှထဲတွက်စရာမလိုအဲ့ဒီလမ်းကျဲမှာအသက်ရှင်တဲ့လူတွေဟာမိစိတ်တိုင်းချပါဖြစ်လေအသက်ရှင်တာဖြစ်တယ်အသက်ရှင်ဖို့အရန်လွယ်ကူပေမဲ့လူအများစုရွေးချယ်ပေမဲ့ final destination ကပျက်စီးခြင်းဖြစ်တယ်အဲ့ဒါလမ်းကျဲအတိတ်ကဒီနေ့ညကျွန်တော် focus ပြောမှာလမ်းကျဲဟုတ်ပြီလမ်းကျဲနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ထိုးပေးပါလမ်းကျဲကတော့လွယ်ကူတယ်နော်အသက်ရှင်ဖို့မလွယ်ကူလားဟာကိုနော်စိတ်တိုင်းကြလေကိုလှုပ်ချင်တာလှုပ်လို့ရတယ်ဟုတ်တယ်မလားဘဒုမျက်နာမှထောက်เสียမလို့ဖျားမျက်နာလည်းထောက်เสียမလို့နော်ဟုတ်ပြီလမ်းကျဲကဲဖတ်ကြည့်အောင်လမ်းကျဲမှာဟုတ်ပြီအဲ့မှာလမ်းကျဲနော်ကျင်းတော်တကားအဲ့ဒီလမ်းကျဲနဲ့ကျင်းတော်တကားမှာယေရှုကအဲ့လမ်းကိုရှောက်ပြီးအဲ့ဒီတကားမှာဝင်စေချင်တာဖြစ်တယ်တခင်ကဖျားတခင်အလိုရှိတာလမ်းကျဲကတော့လူတွေအများကြီးစိတ်တိုင်းချသွားတယ်ဒါပေမဲ့အဲ့လမ်းကိုဖျားလို့ရှိလားမတွားခိုင်းဘူးဖျားခင်တွားစီချင်တာပဲလမ်းလဲလမ်းချင်းဖြစ်တယ်ကျင်းတော်လမ်းထဲမှာဒါပေမဲ့အဲ့ဒီနေရာမှာတဲ့ရွေးချယ်တဲ့သူနေကြတယ်ရွေးချယ်တဲ့သူဘာဖြစ်လဲသူကကျင်းတာကို literally ကျွန်တော်တို့ကြည့်လိုက်မဆိုလမ်းကျဲနဲ့လမ်းချင်းမှာဆိုလမ်းကျဲကရှောက်လို့လွယ်လေလမ်းချင်းကမခက်ဘူးလားရိုးရိုးလမ်းလေးကိုပဲကျွန်တော်တို့ direct ပြောကြည့်တာအနက်ဘာမှပြန်ဒီပဲနဲ့ပြောကြည့်လမ်းချင်းဆိုရင်ရှောက်ဖို့မခက်ဘူးလားဟုတ်တယ်မလားလမ်းကျဲလွတ်လပ်ဘာဖြစ်လဲမလွယ်ဘူးလားအဲ့လမ်းချင်းကခက်ခဲတာကြောင့်ရွေးချယ်တဲ့သူတွေနဲတယ်အဲ့ဒီလမ်းချင်းမှာတော့တဲ့ဖျားတခင်နဲ့အတူအသက်ရှင်သွားလာခြင်းဖြစ်တယ်မိစိတ်တိုင်းချမဟုတ်ဘူးဖျားတခင်ဥဆောင်တဲ့အတိုင်းဝိညာဉ်တော်ဥဆောင်လမ်းပြတဲ့အတိုင်းနှုတ်ကပတ်တော်အတိုင်းသွားလာရတာဖြစ်တယ်ဒါဒီမကရီပဲနဲ့အဲ့ဒီမှာတဲ့ကိုယ်တိုင်မရှင်တော့ဘူးသူရှင်တာလေကိုဂလာတိ1:20မှာငါဒီလက်ဝါးကတိုင်းမှာခရစ်တော်နဲ့တူတော်လဲအသက်ရှင်သေးထို့ဆိုတော့ငါဒီဘာတူရှင်လဲငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါ၌ရှင်ငါမရှင်ဘူးကိုယ်တော်ရှင်တာဖြစ်တဲ့အထဲမှာ
အဲ့ဒီလမ်းမှာလမ်းချင်းကကြောက်တော့တဲ့ခက်ခဲတယ်ဘာကြောက်လဲဆိုမိမိလက်ဝါးကားတိုင်းကိုထမ်းပြီးတော့မှခရစ်တော်နောက်လိုက်ရတာဖြစ်တယ်လက်ဝါးကားတိုင်းရဲ့အတိတ်ပဲကျွန်တော်အားလုံးတည်တယ်လွန်ခဲ့နှစ်ပေါင်း1000ရောမတွေ crucify လုပ်တဲ့နေရာဖြစ်တယ်တတ်တဲ့နေရာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုဘာကြောင့်ခရစ်တော်မိမိလက်ဝါးကားတိုင်းထမ်းပြီးတူးနောက်လိုက်ခိုင်းတာလဲလက်ဝါးကားတိုင်းကဘာလုပ်တဲ့နေရာလဲဘာလုပ်တဲ့နေရာလဲတတ်တဲ့နေရာဖြစ်တယ်ကျွန်တော်တို့နေ့တိုင်းမိမိလက်ဝါးကားတိုင်းကိုထမ်းပြီးလိုက်ခိုင်းတာကကိုယ့်ရဲ့ဇာတိကိုနေ့တိုင်းအဲ့ဒီကားတိုင်းပေါ်မှာဘာလုပ်ခိုင်းတာလဲ deny လုပ်ခိုင်းတာအမြဲတမ်းညှင်းပယ်ခိုင်းတာဖြစ်တယ်မိမိရဲ့အလိုဆန္ဒဇာတိအလုံးကိုကားတိုင်းပေါ်မှာတင်ထားဂလာတိမှာပြောတာဖြစ်တယ်။ဒါကိုယ့်ရဲ့ကားတိုင်းကိုထမ်းရတယ်။ယေရှုထမ်းတဲ့ကားတိုင်းနဲ့ကျွန်တော်ထမ်းတဲ့ကားတိုင်းတူလားမတူဘူးနော်မတူခရစ်တော်ထမ်းတဲ့ကားတိုင်းကနော်ကျွန်တော်တို့တလောကလုံးရဲ့အပြစ်ယူသင်ဝစ်ဆောင်ပြီးတော့မှအပြစ်တရားနဲ့ဆိုင်တဲ့အရာဖြေရှင်းပေးတဲ့နေရာဖြစ်တယ်ကျွန်တော်တို့နေ့စဉ်ထမ်းရတဲ့ကားတိုင်းကမိမိရဲ့ဇာတိကိုဘာလို့ဆိုလဲတတ်တာဟုတ်ပြီကားတိုင်းတင်ကေတာကိုကြည့်လိုက်တစ်ချောင်းပြီးပါလဲ minus မဟုတ်လားအဲ့ဒီအလဲကတစ်ချောင်းကြီးကဒီမှာအလဲကဟာကြီးကကျွန်တော်တို့အင်္ဂလိပ်စာသားမှာဘာနဲ့တူလဲ I ဟိုကဘာလို့တာလဲ minus cut I every day get out ငါနေ့တိုင်းတည်ဖို့လို့ဖြစ်တယ်လမ်းချင်းမှာခုနကျွန်တော်ထိုးပေးပါအောင်လမ်းချင်းမှာအသက်ရှင်တာကမိမိရဲ့အလိုဆန္ဒကိုကားတိုင်းမှာနေ့စဉ်တက်ပြီးတော့မှဗာလဲဖယားသခင်အထဲတဲကနေအသက်ရှင်ပေးခြင်းကိုယာနှုံးပြည့်ဝင်ခံပြီးသွားတာဖြစ်တယ်။ကျွန်တော်မခက်ဘူးလားခက်ပါတယ်ဒါပေမဲ့လူနေနဲ့မခက်ဘူးလားခက်ပါတယ်ကျွန်တော်တို့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းနဲ့တွားရင်လွယ်တာဖြစ်တယ်။ဝိညာဉ်တော်ကကျွန်တော်တို့မတတ်နိုင်တဲ့အမှုကိုဘာလို့ပေးမှလဲအထဲတဲကနေကူညီပေးဖို့မဆာပေးဖို့ကျွန်တော်တို့နဲ့အစဉ်ရှိတဲ့ဖယားဖြစ်တယ်။ရွေးနှုတ်ချီဆောင်ခြင်းတွေရှိတဲ့ဖယားသခင်ဖြစ်တယ်။ဒါတွေမကတည်းဘူးဟုတ်ပြီအဲ့မှာနောက်ထပ်ပြောသေးတယ်အဒီဟုတ်ပြီလမ်းချင်းနဲ့ပတ်သက်တဲ့လမ်းချင်းကိုနေ့စဉ်ရွေးချယ်မယ်အဲ့အထဲမှာအသက်ရှင်မယ်ဆိုရင်အဲ့ဒါရဲ့အကျိုးလေးကိုလည်းနည်းနည်းတီးဖို့လိုတယ်ဟုတ်ပြီနော်အဲ့ဒါရဲ့အကျိုးကိုတီးဖို့လိုတယ်လမ်းချင်းရှောက်လမ်းတဲ့သူဟာကဲကြည့်အောင်နံပါတ်1ပါလဲဘာရလဲ eternal life ကကျွန်တော်တို့ free gift ဖြစ်တယ် free gift ကျွန်တော်တို့မယောနဲ့ကျမ်းစာမှာလေယေရှုပြုပေးတဲ့ကောင်းမှုကုသိုလ်ကိုလက်ခံတယ်ယေရှုတရားကိုလက်ခံတယ်ဘာရလဲeternal life ထာဝရတကျွန်တော်တို့အားလုံးဒီရောမ6:23မှာအပြစ်တရားရဲ့အခါကသေခြင်းငါတို့လွန်ကျူးထားတဲ့အပြစ်တရားရဲ့အခါသေခြင်းဒါပေမဲ့ကပ်ပြီးစံစာလိုက်လာဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရတ the gift of God လို့သုံးတယ်အင်္ဂလိပ်မှာလေဘုရားသခင်ပေးတဲ့လက်ဆောင်ငါတို့မြန်မာမှာတော့ဆုကျေးဇူးလို့ပြောတယ်အဲ့ဒီအင်္ဂလိပ်မှာကြားတော့ဗာလဲဘုရားသခင်ပေးတဲ့ gift ကတော့တဲ့ယေရှုခရစ်အားဖြင့်ဗာလဲထာဝရအတ္တဖြစ်တယ်ထာဝရအတ္တဟုတ်ပြီခဏနေလမ်းချင်းတကားချင်းဆိုတာဘာကိုပြောလဲဆိုတော့အနက်လေးကိုလည်းနည်းနည်းပြန်ပြောမှာနော်ဟုတ်ပြီဒီလမ်းချင်းမှာတွားရင်ကျွန်တော်တို့ဘာရလဲအဆုံးမှာ eternal life အဲ့ဒီလမ်းမှာကျွန်တော်တို့အသက်ရှင်တဲ့လူအားလုံးဟာ eternal life ကိုရတာဖြစ်တယ်ထာဝရအသက်ရှင်ခြင်းပြီးရင်ဖယားသခင်နဲ့အတူမိတ္တာရဖွဲ့ရခြင်းအခွင့်ကိုရတာဖြစ်တယ်အာမင်လမ်းချင်းခက်ပေမဲ့အမြင့်ဆုံးသောဖယားသခင်နဲ့နေ့တိုင်းအတူတွားနေရတာဖြစ်တယ်အာမင်လောကသားတွေမတည်တဲ့အရာနောက်ထပ်ဘာအကျိုးရှိလဲဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းတန်ရှင်းခြင်းပါရမီတွေကျွန်တော်တို့ပြည့်လာတာဖြစ်တယ်အာမင်ဖယားသခင်ကိုယ်တိုင်ရှင်ပေးမှာတော့ဟုတ်တယ်မလားဖယားတဘောတဘာဝတွေကျွန်တော်တို့မပေါ်ထွက်လာဘူးလားပေါ်ထွက်လာတစ်ချိန်လုံးကဖယားကိုမတည်တော့ကတော့ကျွန်တော်တို့ဇာတိနဲ့တက်ရှင်တာပေါ့ဟုတ်မလားဖယားကိုဝန်ခံအသက်ရှင်တဲ့ချိန်ဖယားကျွန်တော်အထက်မှာလာပြီးမှနေ့စဉ်ပြုပြင်ခြင်းကိုခံယူတယ်ဆိုတော့ဖယားတဘောမထွက်လာနိုင်ဘူးလားထွက်လာဟုတ်ပြီဒါတွေမကတည်းပဲနဲ့ဝိညာဉ်ရေးကတိုးသက်ကြီးပွားလာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးကအရွယ်ပမာဏအရက်ကိုကျွန်တော်အနောက်မှာရေးထားပေးတယ်ဘယ်ရက်လဲခရစ်တော်ရဲ့ကြီးရင်ချင်းပမာဏအရက်ရောက်တဲ့ထိဖခင်ကကျွန်တော်တို့ကိုမလုပ်မှာလဲပြုပြင်ပေးမှာဖြစ်တယ်တရက်ပြီးတရက်ပုံတွင်းနေတာဖြစ်တယ်ကျွန်တော်တခါလေကျရင်ဝိညာဉ်ရေးရမှာကျွန်တော်တို့ဟိုဆရာကိုအားကြဒီဆရာကိုအားကြမရှိလားဟာတူထက်တာပြီးအသုံးပြုပါစေဟိုဆရာလိုလိုက်ဖမ်းကျွန်တော်တို့မဟုတ်ဘူးတင့်ကိုဖခင်သခင်ကလေကျမ်းစာမှာရှင်းရှင်းလေးပဲရောမဩဝါဒစာအခန်းကြီး8မှာကျွန်တော်တို့ပြောထားတယ်အပိုက်ငယ်ဘယ်လောက်လောက်လဲဆိုတော့ကျွန်တော်29:30မှာဖယားသခင်ကိုချစ်တဲ့သူတီးဟူတော့ဖယားသခင်နော်ရှေးမစွာခဲကနေကျွန်တော်တို့ကိုကြံစီပြီးခေါ်တဲ့သူကိုတဲ့ဖယားသခင်ကဘယ်သူနဲ့တူဖို့လဲဆိုယေရှုခရစ်တော်နဲ့တန်တူလာဖို့တဲ့ကျွန်တော်တို့ကိုဖယားသခင်ကနံပါတ်1 calling ခေါ်တယ်ဧဝံဂေလိတရားနဲ့ခေါ်ပြီးရတဲ့သူ့ကိုဖြောက်မှတ်ရမှတည်စေတယ်
ဖြောင်းမရမှာတည်စေတယ်ဆိုတာကျွန်တော်တို့ခရိယန်အသက်တာထဲမှာတဖြည်းဖြည်းဘုရားသခင်ရဲ့ပြုပြင်ဖြောင်းမခြင်းလန်းထဲမှာတွားရင်းနဲ့နောက်ဆုံးဘယ်ရက်ကိုရောက်မလဲဆိုတော့ခရစ်တော်ရဲ့ကြီးရင်းတဲ့ပမာဏ mature ဖြစ်လာဖို့ဖြစ်တယ်ပြီးမှသူ့ကိုထာဝရကာလမှာမလုပ်နဲ့ဖျားချီးမြှောက်မှာ3ဆင့်ရှိတယ်ကျွန်တော်တို့အားလုံးဟာအမှုမဲ့ပြောင်းလဲတာမဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့ကိုရှေးမစွာကြတဲ့နေ့ခရစ်တော်ထဲမှာရွေးကောက်ထားတာဖြစ်တယ်ဒီကဘာမတီမရှိမိကြတဲ့နေ့ခရစ်တော်ထဲမှာကျွန်တော်တို့မလုပ်ထားလဲဘုရားသခင်ကရွေးကောက်ထားတာကြံစီပြီးတိုင်းသူကြံစီတဲ့အတိုင်းခရစ်တော်ထဲမှာကျွန်တော်တို့ကိုခေါ်တာဖြစ်တဲ့အချိန်တန်တော့ဘာနဲ့ခေါ်လဲဧဝံဂေလိတရားနဲ့ first calling ဧဝံဂေလိတရားကြားပြီးကျွန်တော်တို့အထံတော်ကိုရောက်လာကြတယ်ရောက်လာပြီးမှကျွန်တော်တို့ဖြောင်းမရမှာမတည်စေဘူးလားတည်စေတယ်တမန်တရားကိုတည်စေတယ်ဟုတ်တယ်မလားတမန်တရားအားဖြင့်ဖြောင်းမခြင်းလန်းထဲမှာကျွန်တော်တို့ကိုဘုရားသခင်ကပို့ဆောင်နေဘူးလားတဖြည်းဖြည်းပြုပြင်ဝိညာဉ်ရေးရဘယ်ရွယ်ရောက်ဖို့လဲခရစ်တော်ရဲ့ကြီးရင်းတဲ့ပမာဏအေဖက်ဩဝါဒစာမှာကျွန်တော်တို့ပြောထားတဲ့အရာရှိတယ်ဖခင်သခင်ကသူ့အမှုတော်မှာတုံးတာတယောက်နဲ့တယောက်မတူကြဘူး position တွေပေါ့နော်ပြီးရင်နေရာတွေမတူကြဘူး5-4 ministry ကျွန်တော်တည်တယ်အဲ့ဒါပြီးအဲ့အနောက်မှာတချို့ကိုတမန်တော်တယ်တချို့ကို prophet တယ်နော်တချို့ကိုသင်အုပ်တဲ့တာရဏပြုဆရာတဲ့မတူကြအောင်ဒါပေမဲ့အားလုံးကိုဖခင်သခင်ဟာဘာတူစေလဲဆိုဖခင်သခင်ကိုတိကျွမ်းတဲ့ယုံကြည်ခြင်းနော်ယဉ်ချက်ခြင်းကခရစ်တော်ရဲ့အရက်ကိုရောက်ဖို့ဖြစ်တယ်အဲ့ဒါတော့အားလုံးကိုတူညီဖို့ဘုရားသခင်တူညီစေချင်တာဖြစ်တယ်အားလုံးကျွန်တော်အားလုံးရောက်ရမှာဖြစ်တယ်အမှုတော်ဆောင်ဆရာတွေပဲအပေါ်မှာတရားဟောဝင်ကားတဲ့ဆရာတွေပဲဝိညာဉ်ရေးရယဉ်ချက်ကြီးထွားကောင်းစားပြီးတော့မှတာမန်အတင်းသားတွေကကြတော့ဘာဖြစ်လဲဟိုအောက်ဆုံးမှာမဟုတ်ဘူးကျွန်တော်တို့အားလုံးဟာတညီတညွတ်တဲ့ခရစ်တော်ရဲ့ကြီးရင်းတဲ့အရက်ကိုရောက်ဖို့ဘုရားလိုရှိတာဖြစ်တယ်အာမင်ဟုတ်ပြီနောက်ထပ်အဲ့ဒီလမ်းကျင်းထဲမှာအကျိုးကဘာလဲဆိုတော့ခက်ခဲပေမဲ့အဆုံးမှာဘာလဲထာဝရသက်ရှင်ခြင်းဟုတ်ပြီဒါဆိုတော့အဲ့ဒီလမ်းကျင်းတဲ့တကားချင်းကဘာတူလဲအဲ့ဒီလမ်းမှာဝင်စေခြင်းလဲဆိုတော့ချမ်းစာထဲမှာတော့ယေရှုကပြောတယ်နော်ရှင်ယောဟန်အခန်းကြီးကျွန်တော်အားလုံး14အပိုင်ငယ်6လောက်မှာငါဒီလမ်းခီးတမာတရားအသက်ငါကိုအမိမပြုတ်ဘူးဆိုရင်ဘယ်သူမှခမဲတော်ထံယေရှုကလေကျွန်တော်တို့ကိုလာပြီးလမ်းပြပေးတဲ့လူမဟုတ်ငါဟာလမ်းခီးလမ်းကိုယ်တိုင်ဖြစ်တယ်ဆိုတဲ့အကြောင်းလာပြောတာဖြစ်တယ်သူကိုအမိမပြုတ်ရင်မရောက်ဘူးဖြစ်တယ်ကောင်းကင်သူကလမ်းလာပြတဲ့သူမဟုတ်ဘူးနော်ဟိုဒီလိုလုပ်လိုက်လမ်းပြလူမဟုတ်သူကလမ်းခီးကိုယ်တိုင်ဖြစ်တယ်သူကိုအမိပြုတ်ပြီးခမဲတော်ထံရောက်ဖို့သူဟာလမ်းခီးဖြစ်တယ်ဒါဆိုရင်ကျင်းတော်လမ်းဆိုတာဘာတူကိုပုံဆောင်နေရလဲခရစ်တော်ပြောတာဖြစ်တယ်ခရစ်တော်ကိုရွေးချယ်ဖို့ပြောတာဖြစ်တယ်ဟုတ်ပြီတကားနဲ့ပတ်သက်ပြီးရှင်ယောဟန်အခန်းကြီး30အပိုင်ငယ်6မှာကြည့်အောင်ရှင်ယောဟန်30အပိုင်ငယ်6မှာကျွန်တော်ကြည့်အောင်ကဲဖတ်ကြည့်အောင်ငါဒီတကားဝါဖြစ်ငါဖြစ်ဝင်တော်သူဒီဘေးနေကင်းလွတ်လျက်ထွက်ဝင်၍ချက်စားရာကိုတွေ့ရကြလိမ့်မယ်ယေရှုကဘာလဲကာဝါတိုးဝင်တဲ့တကားဝါလို့ပြောတယ်ဟုတ်ပြီဒါဆိုတော့လမ်းချင်းတကားချင်းအဲ့တကားလမ်းချင်းတကားချင်းအဲ့တကားတွေလမ်းနေဟာဘယ်သူကိုပုံဆောင်တာလဲခရစ်တော်ကိုရွေးချယ်တဲ့သူတွေအားလုံးဟာအဆုံးမှာခရစ်တော်အားဖြင့်ဘုရားခင်ပြင်ဆင်ပေးတဲ့ထာဝရအကျိုးနဲ့ရှင်တဲ့ကောင်းကြီးမင်္ဂလာရှိတာဖြစ်တယ်ထာဝရအသက်ဟုတ်တယ်မလားကျွန်တော်တို့ဘုရားခင်ပေးမဲ့ခရိယန်အသက်တာမှာယေရှုကိုယုံကြည်ရတဲ့ကျွန်တော်ဘာရလဲထာဝရအသက်ယုံကြည်ပြီးတဲ့လူဟာဆက်ပြီးဖြောင့်မတ်ရာထဲမှာကျင်လည်နေတယ်နှုတ်ကပတ်တော်ရဲ့ပြုပြင်ခြင်းကိုခံယူနေတဲ့အရာခရိယန်အသက်တာထဲမှာဘုရားခင်ကျွန်တော်တို့ကိုပြုပြင်ပေးတဲ့အရာအားလုံးကခရိယန်အသက်တာမှာအသက်ရှင်တာဘာရမလဲအပေါ်မှာ reward ဖြစ်တယ်ဟုတ်ပြီနော်ခုနပြောတဲ့ give နဲ့ word ကမတူဘူးဖြစ်တယ်ကျွန်တော်ဒီဘူးလေးတစ်ခုပေးပါတရားဘုရားခင်ပေးတဲ့ for example ထာဝရတက်ဆိုပါတော့ခရစ်တော်ထဲမှာနော်ခမဲတော်ပေးတဲ့ထာဝရတက်ခရစ်တော်ထဲမှာထည့်အဲ့ဒီထာဝရတက်ကိုကျွန်တော်ဘယ်လိုယူမလဲယေရှုကိုယုံကြည်ရင်ထာဝရတက်မရဘူးလားတိယောလေးမှာလည်းပြောရှင်ယောဟန်မှာလည်းကျွန်တော်ပြောပြီးသားယေရှုကိုယုံကြည်တဲ့သူတိုင်းဟာထာဝရတက်ရတယ်တဲ့တိယောကျွန်တော်တို့အခန်းကြီး4မှာဆိုလို့ရှိရင်တက်တေခံတော်မူချက်မူကဘုရားသခင်ကြီးငါတို့အားထာဝရတက်ကိုပေးတော်မူရဲ့ထိုအတက်တွေလည်းဘယ်သူမှပါလဲတားတော်မှာပါတားတော်ကိုရရင် okay တရား gift ထားလိုက်တော့လက်ဆောင်ဆိုတာကကျွန်တော်ပေးရင်လက်ခံမရဘူးလားခရစ်စမတ်မှာကျွန်တော်လက်ဆောင်ပေးကြလေကျွန်တော်ပေးလိုက်တာနဲ့မရဘူးလားယေရှုကိုကျွန်တော်တို့ကိုလက်ဆောင်နေနဲ့ပေးတာဖြစ်တယ်အခမဲ့ဟုတ်ပြီနော်အခမဲ့ပေးလို့ဈေးတော့မပေါ်နော်ကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်တယ်ခရစ်တော်ပေးတာကျွန်တော်တို့ယုံကြည်လက်ခံတာနဲ့မရဘူးလားရဟုတ်ပြီလက်ခံပြီးရတော့တဲ့ထာဝရတက်ရတဲ့သူတွေဟာ
ကျွန်တော်တို့ခရိယန်အတက်တာထဲမှာမတွားနေဘူးလားတိတိနှစ်လေးမှာလူအပေါင်းတို့ကယ်တင်ခြင်းတို့ရောက်ဖို့ဆိုတာခရစ်တော်ယုံကြည်ရောက်တယ်လေပြီးရတယ်တမန်တရားတီးဖို့လို့ရှိတယ်တမန်တရားတီးတယ်ဆိုတာကျွန်တော်တို့အဲ့တမန်တရားအတိုင်းပါတွားလာဖို့ဖြစ်တယ်အဲ့ဒါခရိယန်အတက်တာဖြစ်တယ်ခရိယန်အတက်တာမှာတော့ဟုတ်ပြီစုဆိုတာကဘယ်လိုလူကမှရရလဲစုလက်ဆောင်နဲ့စုမတူတဲ့အကြောင်းကျွန်တော်ပြောမယ် reward ကောင်းကင်မှာဘုရားပြင်ဆင်ပေးတဲ့ reward ကိုဘယ်လိုလူကရမလဲပေါ်တဲ့လူတက်တဲ့လူလားတနည်းပြောမစအဲ့ခရိယန်အတက်တာတဲမှာအလိုတော်ရှိသည့်အတိုင်းအဆုံးထိပြေးတဲ့လူကရမှာရှင်ပေါလုကပြောပြီးသားခရိယန်တက်တာဆိုတာတဲ့မာရတွန်ပြေးလမ်းပေါ်မှာတာဝေးပေါ်မှာပြေးတဲ့လူနဲ့တူတယ်အကျိုးမဲ့မပြေးချနဲ့နော်ကယ်တင်ခြင်းကိုကျွန်တော်တို့ဂျေဇုတော်ကိုအခမဲ့မခံယူနဲ့တဲ့ဂျေဇုတော်အပြင်ကျွန်တော်တို့ဘာဖြစ်လဲကယ်တင်ခြင်းရပြီးတဲ့လူဟာဖယားသခင်ကျွန်တော်ပြေးခိုင်းတဲ့တမန်တရားလမ်းထဲမှာကျွန်တော်တို့ဘာဖြစ်လဲအဆုံးထိပြေးတယ်အပေါ်မှာစုကိုရမိအကြောင်းပြေးပါတဲ့ပေါလုကတိမောသေဩဝါဒစာနော်နှစ်တိအခန်းကြီး9လောက်မှာသူစုတေခါနီးမှာသူပြောတဲ့စကားရှိတယ်တိမောသေကိုကောင်းစွာတော့တိုက်လန်ခြင်းကိုသူဘာလုပ်ခဲ့ပြီလဲပြေးရမယ့်လမ်းကိုအဆုံးထိပြေးပြီးသွားပြီသူကမတေးခင်အပေါ်မှာဘုရားသခင်သူ့အတွက်ပြင်ဆင်ထားတဲ့စုကိုသူဘာဖြစ်လဲအသေးအချာဒီအဲ့စုကိုရဖို့သူပြေးတာဖြစ်တယ်တောင်းမပြောနိုင်ဘူးလားကောင်းကင်ရောက်မှငါဘာရမဆိုမဟုတ်မရောက်ခင်ကတည်းကနေသူကဘာဖြစ်လဲစုကိုရမိအကြောင်းသိပြီးပြေးတာဖြစ်တယ်တောင်းကယ်တင်ခြင်းကတော့ယေရှုလုပ်ပေးတဲ့အရာကိုလက်ခံရင်ကျွန်တော်တို့ eternal life ကိုအခမဲ့ရတယ်ဒါပေမဲ့ခရိယန်အသက်တာမှာကျွန်တော်အသက်ရှင်တဲ့အရာနေ့စဉ်ရွေးချယ်ပြီးလမ်းချင်းထဲမှာကျွန်တော်တို့ရွေးချယ်ပြီးတွာလာအသက်ရှင်တဲ့အရာအားလုံးဟာဘာနဲ့ဆိုင်လဲ reward နဲ့ဆိုင်တာဖြစ်တယ် reward အဲ့ဒါတော့ပြေးမှရမှာပေါ့ဟုတ်တယ်မလားဖယားတခင်ကျွန်တော်တို့ကိုပြုပြင်ပေးရင်ပြုပြင်ခြင်းကိုခံမရမှာပေါ့ကျွန်တော်တို့အတင်းတော်လူငယ်တွေတော့ဝင်ငါပြီးသွားပြီဖယားရဲ့ time နဲ့လူရဲ့အချိန်ကာလတူလားတူနော်မတူဘူးဖယားက timeless ဇုံကနေအလုပ်လုပ်နေတာကျွန်တော်တို့ကဖယားတခင်တတ်မှတ်ထားတဲ့အချိန်မှာဘာလုပ်တာလဲအသက်ရှင်နေရတာဖြစ်တယ်မြေကြီးပေါ်မှာကျွန်တော်တို့အကြာကြီးကြာမလားမကြာဘူးခဏလေးပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ season ရှိတယ်ဖယားတခင်ကျွန်တော်တို့ကိုပြုပြင်နေတဲ့ကာလမရှိဘူးလားဝင်ခံရမှာဖြစ်တယ်ပြုပြင်ခြင်းကာလမဝင်ခံဘူးဆိုကြော်သွားပြီဆိုရင်ကျွန်တော်တို့ရုပ်ကတော့မထွက်တော့တကယ်ပြောတာအပင်စိုက်တယ်ဆိုမျိုးစေ့စိုက်လိုက်အပင်ပေါက်လာရင်ပြုစုပြိုးထောင်ရေလောင်းတဲ့ချိန်မရှိဘူးလားဟုတ်တယ်မလားအဲ့အပင်ကိုကျွန်တော်တို့ဘာလုပ်မလဲအတီးပူတီးလောင်နော်ကျွန်တော်တို့ဂိုင်းတွေချက်ထုတ်ရမယ့်ချိန်ရှိတယ်ကျွန်တော်တို့ time ကခဏလေးပဲဖြစ်တယ်နောက်ကျွန်တော်တို့အချိန်အများကြီးရှိတယ်လို့အသက်မရှင်နဲ့ခဏလေးပဲနော်အဲ့ဒီအချိန်ခဏလေးအတွင်းမှာဖယားသခင်ကျွန်တော်တို့ကိုတွင်တင်တဲ့အရာတွေကိုကျွန်တော်တို့ခံယူရမှာဖြစ်တယ်ဖယားသခင်ပြုပြင်ပေးတဲ့အရာတွေကိုကျွန်တော်တို့ဘာလုပ်ရမှာလဲဝန်ခံရမှာဖြစ်တယ်အချိန်က short ပဲဒါကြောင့်စာလံ119မှာအရင်ကောင်းတယ်စာလံဆရာတရားတော်မှာအံ့ဘွယ်သောအရာတွေကိုမြင်နိုင်ပြီအကြောင်းကျွန်တော်ဝိညာဉ်မျက်စိနားဖွင့်ပေးပါကျွန်တော်ဟာတဲ့မြေကြီးပေါ်မှာကျွန်တော်နေရမယ့်နေ့ရက်ကတူတောင်းတယ်ခဏလေးပဲနေရမှာဒါကြောင့်ဖယားရဲ့နှုတ်ကပတ်တော်တွေကိုတဲ့ကျွန်တော်သိပြီးအကုန်စင်ဝန်ခံပြီးကောင်းကင်အိမ်ပြန်ချင်တယ်တဲ့ဒါကြောင့်တရားတော်တွေကိုဘာလုပ်လဲဖွင့်ပြပေးပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဟာအခုခရစ်တော်ကိုရွေးချယ်ခဲ့ကြပြီဟုတ်တယ်မလားကျင်းတော်တကားကျင်းတော်လမ်းမှာမရှောင်နေဘူးလားရှောင်နေကျယ်တော်လမ်းကနေကျွန်တော်ကျယ်တော်လမ်းနဲ့ဆိုင်လားမဆိုင်တော့အခုဒီနေ့ကျွန်တော်တို့ဘယ်လမ်းမှာရှောင်နေလဲကျင်းတော်လမ်းခရစ်တော်အားဖြင့်ခရစ်တော်နောက်လိုက်တဲ့တပည့်တော်ဟုတ်မလားခရစ်တော်ရဲ့အလိုတော်ကိုဝန်ခံတယ်သူအဖြစ်ကျွန်တော်တို့ဘာဖြစ်လဲယုံကြည်သူအဖြစ်ကျွန်တော်တို့နေ့စဉ်တွားနေတာဖြစ်တယ်ဒါဆိုရင်ကျွန်တော် apply လုပ်ရမယ့်အရာလေးကိုကျွန်တော်ပြောပြီးအဆုံးသတ်မယ်လမ်းချင်းထဲမှာနေ့စဉ်တွားနေတယ်ဆိုရင်တင်ကိုယ်တိုင်ရွေးချယ်တဲ့လမ်းကိုကျွန်တော်တို့အဆုံးထိရှောက်ဖို့လိုတာဖြစ်တယ်နောက်ပြန်မလဲနဲ့အာမင်နောက်ပြန်မလဲပါနောက်ပြန်လဲတယ်ဆိုတာခရစ်တော်မယုံကြည်ဘဲနဲ့တွားမှာမဟုတ်ဘူးကျွန်တော်တို့အရင်တုန်းကခရစ်တော်မရခင်တုန်းကဇာတိနဲ့တက်ရှင်ခဲ့တယ်ခရစ်တော်ရတဲ့ခါမှာကျွန်တော်တို့ဘာဖြစ်လဲဇာတိပဂတိကိုကျွန်တော်တို့ဘာလုပ်ရမှာလဲနေ့စဉ် deny လုပ်ရမှာလေဟုတ်မလားရွေးချယ်နေရတာမဟုတ်ဘူးလားရွေးချယ်ရတာပဲဇာတိပေါ်လူတော်ခရစ်တော်ကိုယုံကြည်ပြီးရဲ့နောက်ပိုင်းမှာဇာတိနဲ့ဝိညာဉ်သူ့ထဲမှာမဖိုက်နေဘူးလားဖိုက်နေတာဒီသူ့ရဲ့အတွေးတားဇာတိထဲမှာကောင်းသောရာတစ်စုံတစ်ခုမှမရှိဘူးနောက်ဆုံးသူမလွတ်မြောက်သွားဘူးလားသူရွေးချယ်မှုသူမှန်တာဖြစ်တယ်ဘာလို့ရွေးသွားလဲဆိုတန်ရှင်တော်ဝိညာဉ်တော်ဥဆောင်ပြီးနှုတ်ကပတ်တော်ရဲ့လမ်းပြခြင်းနဲ့သွားတဲ့အခါမှာအဲ့ဒီဇာတိပဂိကိုသူနောက်ဆုံးအောင်နိုင်သွားတာဖြစ်တယ်အာမင်အောင်နိုင်သွားတာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့
အများလောကကြီးကိုမကြည့်ပါနဲ့လောကသားတွေနေတဲ့ပုံစံသူတို့တွာလာတဲ့ပုံစံပြုမှုကျင့်ကြံတဲ့ပုံစံကျွန်တော်နဲ့တူလားမတူဘူးကျွန်တော်တို့ကလမ်းချင်းမှာရှောက်နေတာလောကကြီးတို့လမ်းကျယ်မှာရှောက်နေတာမတူဘူးကြောင့်လောကမှာအသက်ရှင်တဲ့လူတွေအများမဟုတ်တာလုပ်လို့မတရားတာလုပ်လို့အများမိုးခါရီတောက်လို့ကျွန်တော်မတောက်ပါနဲ့သူတို့နဲ့ကျွန်တော်တို့ဆိုင်လားဆိုင်ဘူးကျွန်တော်တို့ဟာလမ်းချင်းထဲမှာနေစဉ်ဘုရားရဲ့အလိုတော်ကိုရွေးချယ်ပြီးတွားနေတာဖြစ်တယ်မတူဘူးနော်ရှောက်နေတဲ့လမ်းမတူဘူးဖြစ်တယ်ဟုတ်ပြီရှောက်တဲ့လမ်းမတူတာအတွက်အဆုံး destination တူလားရလက်လဲလုံးဝမတူဘူးဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကတခါလေကျရင် TikTok ကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဟာဒီက trend ဖြစ်နေတော့ဆိုတာမလိုက်ဘူးလားမလုပ်ပါနဲ့ချိန်နေပုတ်ပါတယ်နော်တခါလေကျရင်လိုက်လုပ်ချင်တဲ့စန္ဒတွေနဲ့ကျွန်တော်မလုပ်ဘူးလားချိန်နေအများကြီး span ဟိုဟာလေးဝယ်လိုက်ဒါလေးဝယ်လိုက်နောက်ဆုံးကျွန်တော်တို့ဟာနော်ရောမစနစ်မှာလော်ဂီပုံသဏ္ဍာန်ကိုမဆောင်နဲ့ဆိုတဖြည်းဖြည်းဖျားသားတွေကဘာဖြစ်လာလဲဆိုတော့လော်ဂီနောက်ကိုလိုက်တော့ဖျားသားပုံသဏ္ဍာန်မထွက်လာဘဲနဲ့လော်ဂီပုံသဏ္ဍာန်ကျွန်တော်ထွက်လာမဟုတ်ဘူးကျွန်တော်အဲ့ဒါကျွန်တော်နဲ့မဆိုင်ဘူးဖြစ်တယ်ဟုတ်ပြီနောက်ဆိုလမ်းချင်းမှာရှောက်တဲ့လူဟာနောက်တစ်ခုဘယ်သူ့ကိုကြည့်ရမလဲဆိုတော့နေ့စဉ်ခရစ်တော်ကိုစေးစေးကြည့်ပြီးအသက်ရှင်မှုဖြစ်တယ်အာမင်ကျွန်တော်တို့ရဲ့ role model ကဘာတူလဲဆိုတော့ခရစ်တော်ဖြစ်တယ်ခရစ်တော်ဟာတစ်ချိန်လုံးကမြေကြီးပေါ်မှာအတွေ့အတာကျွန်တော်တို့လိုပဲခံယူပြီးတော့မှလာအသက်ရှင်ခဲ့တဲ့ခါမှာသူ့ရဲ့အလိုကိုညင်းပြီးတော့မှဘု து အလိုကိုဝန်ခံပြီးသက်ရှင်သွားတယ်ခမဲတော်ရဲ့အလိုကိုယာနှုံးပြည့်ဝန်ခံပြီးသက်ရှင်သွားတာဖြစ်တယ်အဲခရစ်တော်ဟာဝိညာဉ်တော်အပြည့်ကျွန်တော်တို့ထဲမှာအသက်ရှင်နေဆိုရင်သူ့ရဲ့ဥဆောင်ခြင်းကိုဝန်ခံမယ်ဆိုရင်ကျွန်တော်တို့လည်းတစ်ဖြည်းဖြည်းခရစ်တော်အတိုင်းပါဖြစ်လာမလဲအေဒရန်တူလာမယ်ခရစ်တော်နော်မြင်စေခြင်းတို့မြင်လာမယ်ပြောစီခြင်းတို့ပြောလာမယ်ခရစ်တော်ရှင်နေဆိုရင်ဟုတ်တယ်မလားခရစ်တော်လှုပ်စီခြင်းတို့ကျွန်တော်လှုပ်လာမှာဖြစ်တယ်ဒါခရစ်တော်ကိုဘာလုပ်ရမလဲစေးစေးကျွန်တော်တို့ focus ထားရမှာဖြစ်တယ်လောကမဟုတ်ဘူးကျွန်တော်ကြည့်ရမှာဘာတူလဲခရစ်တော်ဖြစ်တယ်ဒါနဲ့မကဒီပဲနဲ့ကျွန်တော်အရှိမလမ်းချင်းလျှောက်သွားခဲ့ကြတဲ့ယုံကြည်ခြင်းဘိုးဘေးတူရဲ့ကောင်းနေမရှိဘူးလားရှိတာပေါ့ဟေပြဲမှာကျွန်တော်တို့အားလုံးတည်တယ်ဟေပြဲစနစ်မှာညာစွာတော့တက်တေပေါင်းငါတို့ဘာလုပ်ထားလဲဝင်းရံထားတယ်ခရစ်တော်လည်းကြည့်မယ်ကျွန်တော်တို့လိုပဲမြေကြီးမှာခရစ်တော်ကိုယုံကြည်ပြီးအသက်ရှင်သွားကြတဲ့လူတွေဘလို့အသက်ရှင်တာလဲဆိုတဲ့အရာကိုလည်းကျွန်တော်ဘာလုပ်မလဲကြည်ဖို့ဖြစ်တယ်ကြည်ပြီးတော့မှလောကီကိုမကြည့်နဲ့နော်လောကကိုမချစ်ပါနဲ့ဖယားကိုကြည့်ပြီးတော့မှဖယားရဲ့နှုတ်ကပတ်တော်ကိုစစ်စစ်ကြည့်ပြီးကျွန်တော်တို့တွားဖို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသင်းတော်ဆိုတဲ့ meaning ရှိရလေအတင်းတော်ဆိုတဲ့အဓိပ္ပာယ်ပါလေအတင်းတော်ဆိုတဲ့အဓိပ္ပာယ်လေးတယောက်လောက်ပြောပြပါလားအတင်းတော်ရဲ့အဓိပ္ပာယ်ပါလေ English လို့ပြောလို့ရတယ် Greek လို့မပြောနိုင်နဲ့တယောက်လောက်ပြောပြပါလားဟမ်ဆရာပြောလိုက်တယ် all out one လောကကြီးထဲမှာရှိတော်လဲလောကကနေဘုရားသခင်ကလုံးဝတီးတန့်ဖယ်ထားတာဖြစ်တယ်အသင်းတော်လောကသားနဲ့မတူအသင်းတော်ဆိုတာတီးတန့် separate ဘုရားအတွက်ရွေးချယ်နော်ဖယ်ထားခြင်းခံတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ထပ်ထားတဲ့လမ်းချင်းခရစ်တော်ရှောက်စေခြင်းတဲ့လမ်းမှာပြက်ပြက်တတ်တာကျွန်တော်တို့ရှောက်ဖို့ဖြစ်တယ်အဆုံးကိုကြည့်အောင်အာမင်ပန်းတိုင်တူလားမတူဖြစ်တယ်အဲ့လမ်းတစ်လမ်းက destination မတူဖြစ်တယ်ကျွန်တော်တို့ရဲ့အဆုံးကိုကျွန်တော်တို့ဘာဖြစ်လဲအဲ့အကျိုးကိုကြည့်ပြီးတော့မှခရစ်တော်ကိုစိတ်စိတ်ကြည့်ပြီးတော့မှနေ့စဉ်လမ်းချင်းထဲမှာကျွန်တော်တို့ရွေးချယ်ပြီးတွားဖို့ဖြစ်တယ်ဘေးနားမှာရှိတဲ့လူကိုပြောရအောင်နေ့တိုင်းငါလမ်းချင်းနဲ့အသက်ရှင်သွားလာနေသူဖြစ်တယ်လို့ကျွန်တော်ပြောရအောင်အာမင်ဒါဆိုရင်တော့တရက်ကြရင်ကျွန်တော်တို့ကောင်းကင်မှာပြန်ဆုံတဲ့အခါမှာအာမင်သင်ရဲ့ရွေးချယ်ခဲ့တဲ့အရာတွေအားလုံးဟာအပေါ်မှာအကျိုးသက်ရောက်မှုတံပြန်ရလက်အကျိုးခံစားရမှာဖြစ်တယ်အာမင်ဒီကြီးပေါ်မှာလောလောဆယ်လမ်းချင်းကိုရွေးချယ်ရလို့ပင်ပန်းပေမဲ့ခက်ခဲပေမဲ့အဆုံးမှာကြီးတော့အကျိုးရှိတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ပြင်ဆင်ထားတဲ့အရာဟာကြီးမားတဲ့အကျိုးထာဝရအကျိုးနဲ့ရှင်တဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာလေနေ့စဉ်ရွေးချယ်မှုကျွန်တော်အစတုန်းကပြောပြီနော်ကျွန်တော်တို့ choice လုပ်ရတယ်ဟုတ်တယ်မလားဘာတွေကျွန်တော်နေ့စဉ်ရွေးချယ်ရမလဲဖယားနဲ့ဆိုင်တဲ့အရာလားလောကနဲ့ဆိုင်တဲ့အရာလားဝိညာဉ်ရေးရာလားဇာတိလားထာဝရအကျိုးလားခိတ္တခဏအကျိုးလားဒါတွေရွေးချယ်ရမှာဖြစ်တယ်နေ့တိုင်းဒါကြောင့်ခရစ်တော်ကတော့လမ်းချယ်မှာမဟုတ်ဘဲနဲ့ဘယ်မှာကျွန်တော်တို့ကိုရှောက်စီချင်တာလဲလမ်းချင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်ခရစ်တော်အားဖြင့်တမန်တရားလမ်းထဲမှာကျင့်လည်သွားလာစေချင်တာဖြစ်တယ်နှုတ်ကပတ်တော်အားဖြင့်အားလုံးပေါ်မှာဖျားရှင်ထူကောင်းကြည့်ပေးပါစေအာမင်
အာမင်ဒါဆိုတော့ဒီချိန်မှာကျွန်တော်တို့ပြန်ပြီးတော့မှအသက်တာတွေလည်းစက္ကပ်ကြမယ်တုံ့ပြန်ကြမယ်เนาะဒီနေ့ကြားခဲ့တဲ့နှုတ်ကပတ်တော်အတိုင်းပဲเนาะကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေအရင်တော့ကမားရင်လည်းမားခဲ့လိမ့်မယ်ဒီနေ့ညကြားတဲ့နှုတ်ကပတ်တော်အတိုင်းเนาะခရစ်တော်ထဲမှာကျွန်တော်တို့ပြန်ပြီးတော့မှเนาะကျွန်တော်တို့အသက်တာတွေစက္ကပ်အနိုင်ရင်နေ့စဉ်ကျွန်တော်တို့ရဲ့အတွေးခေါ်တွေလှုပ်ဆောင်ခြင်းတွေပြောဆိုခြင်းတွေเนาะကျွန်တော်တို့ရဲ့ decision တွေကျွန်တော်တို့ရဲ့ choice တွေဟာဖခင်အလိုတော်ထဲမှာအလိုတော်လမ်းထဲမှာတစ်ထပ်ထဲအလိုရှိတဲ့အတိုင်းရွေးချယ်အသက်ရှင်နိုင်ဖို့လို့ကကျွန်တော်တို့စက္ကပ်ကြမှာเนาะအဆုံးမှာဆူတောင်းမယ်မဆူတောင်းခင်ကျွန်တော်အားရပါရလဲထိုဖခင်ကိုချီးမွမ်းရအောင်ဒီခံပေးပါကျွန်တော်တို့ကလေရွတ်စန္ဒာတစ်ခါတလေရောက်လာတော့ဒီလိုနဲ့ကျွန်တော်တို့ဘယ်တော့မှအတင်းတော်မှမဆိုတော့လေနည်းနည်းလေးအခက်တွေ့နေတာခုနကချင်းတိုင်တော့ကလည်းကျွန်တော်တို့မှာကျတော့ဒီ monitor feedback ပေါင်းကြီးဖွင့်ထားတော့လေအကုန် clear ကြားရတယ်ဒီမှာကျတော့ဒီလက်ချက်မှာအာယုံစိုက်တော့ခုနအရန် online လို့အတန်အောင်ပြသွားတယ်โอเคဒီချိန်မှာတော့ကျွန်တော်တို့အကြီးမြတ်ဆုံးသောနာမဖခင်ရဲ့နာမကိုကျွန်တော်တို့ဒီချိန်မှာချီးမြှောက်ကြမယ်အာမင်ကျွန်တော်တို့တခြင်းရွေးချယ်ထားတဲ့တခြင်းစာသားတစ်လုံးချင်းစီတိုင်းကိုကျွန်တော်တို့ပုံပုံပြုတ်ပြီးတော့မှအဲ့ဖခင်ကိုမျက်မှောက်ပြုပြီးတော့မှကတင်လဲကျွန်တော်တို့ကလိုက်ရအောင်အာမင်လွတ်လပ်စွာကျွန်တော်တို့တွားရအောင်ဟာလေလုယာ earphone လေးနည်းနည်းလေး short ပေးပါလား music အရန်ကျယ်သွားပြီOkay, ဘာမလို့ခင်မှာထိုဖခင်ရဲ့နာမကိုကျဲလောင်လို့လက်ခုပ်တာနဲ့ချီးမွမ်းရအောင် Hallelujah. Are you ready? Come on. Let's go.
ဆုံးသောဖခင်ရဲ့နာမကိုခြေလောင်တော်လက်ခုပ်နဲ့ချီးမွမ်းပါအောင်အာမင်ဟာလေလုဟာလေလုယာဟာလေလုယာအာမင်ဖခင်ရဲ့ခင်ကိုခဏလောက်အားလုံးအာရပါရကျန်အောင်တော့လက်ခုပ်တာနဲ့ချီးမွမ်းရအောင်လောကကြီးမှာအချင်းတွေပြောင်းလဲတယ်လူတွေပြောင်းလဲတယ်ဒါပေမဲ့ဘယ်တော့မှမပြောင်းလဲတဲ့သူဟာကျွန်တော်တို့ဖခင်ဖြစ်တယ်ယေရှုခရစ်တော်ဟာမနေ့ယနေ့နောက်ကာလမပြောင်းလဲဘူးဖခင်မပြောင်းလဲလို့သူ့ရဲ့ချစ်ချင်းမြတ်တာသူ့ရဲ့ဂျေဇုပြုခြင်းသူ့ရဲ့ဂရုဏာတော့ဘယ်တော့မှမပြောင်းဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်ဘာကြောင့်အသက်ရှင်ခွင့်ရတာလဲဖခင်ရဲ့ဂျေဇုဂရုဏာတော့မကုံဆုံးတော့ကြောင့်နက်နက်တိုင်းဂရုဏာအစ်တွန်လောင်းခြင်းခံရတယ်အာမင်မပြောင်းလဲဘူးဖြစ်တယ်အဲ့ဒီဂရုဏာတော့ဒါတရက်လောက်ကျွန်တော်တို့ကမတွန်လောင်းဘူးဆိုရင်ကျွန်တော်တို့တွားပြီဖြစ်တယ်ခြေတလန်းအောင်လမ်းဖို့ခွင့်မရှိဘူးဖြစ်တယ် thank you amen ဒီချိန်မှာအားလုံးကျွန်တော်တို့အလယ်မှာရှိတဲ့ဘုရားသခင်ကအကြီးမြတ်ဆုံးအကောင်းမြတ်ဆုံးဖြစ်သလိုတစ်ချိန်တည်းမှာအသက်ရှင်ဆုံးဘုရားသခင်ဖြစ်ပါတယ်အာမင်ဒီချိန်မှာဘုရားရဲ့မျက်မှောက်တော်တိုးဝင်လာတဲ့လူတိုင်းဟေရှာယပဲဖြစ်ဖြစ်ယောဟန်ပဲဖြစ်ဖြစ်ကောင်းကင်ဘုံရဲ့သရုံးရုသက်ရှင်တဲ့ရဲ့ပုံမြင်တဲ့အခါမှာသူတို့တွေဟာဘာမပြောနိုင်မဲနဲ့ပြတ်ဝတ်သွားတာဖြစ်တယ်ဒီနေ့ညကျွန်တော်အလယ်မှာလာတဲ့ဘုရားသခင်ဟာအကြီးမြတ်ဆုံးအကောင်းမြတ်ဆုံးအသက်ရှင်ဆုံးဘုရားသခင်ဖြစ်တယ်ဘုရားသခင်ရဲ့အသက်ရှင်ခြင်းကိုကျွန်တော်အတူတူကိုကိုးကွယ်တဲ့ဘုရားရှင်ကိုကျွန်တော်ဘုံပေးရအောင်Till we come and you will always be. You always be holy, holy forever. Towers in that shin, chow at the pier.အပြစ်သင်ခြင်းခွင့်နဲ့ကင်းလွတ်တော်ရှင်ဖြောင့်မခြင်းတန်ရှင်းခြင်းဤအဖကိုရောရဲ့တန်ရှင်းတော်မျက်မှောက်တော်ထဲမှာကိုရောကိုကူးကွယ်ခွင့်ရပါတယ်ယေရှုတင်နေကျွန်တော်အားလုံးတန်ရှင်းတဲ့လက်တွေကိုမြောက်ထားရအောင်ထိုဖျားရှင်ကိုပဲကျွန်တော်တို့ဘောင်းတောင်းလို့ရအောင်လွတ်လပ်စွာကျွန်တော်တို့ကူးကွယ်မယ်ဖျားရဲ့တန်ရှင်းခြင်းထဲမှာကျွန်တော်တို့အတူတကွဖျားရဲ့ဒီနေရာမှာရှိဖျားသခင်ရှိခြင်းကိုကျွန်တော်တို့အားလုံးယုံကြည်တယ်ဆိုရင်ဖခင်သခင်ကချီးမွမ်းတဲ့အလယ်မှာဆင်းကြွပြီးတော့မှသူ့ရဲ့တန်ရှင်းခြင်းပါရမီကိုဖြည့်တဲ့ဖခင်သခင်ဖြစ်တယ်။ဟာလေလုယာ။ဒီချိန်မှာအဲ့ဒီဖခင်သခင်နဲ့အတူကျွန်တော်တို့နီးကပ်စွာအကျွမ်းဝင်ပြီးတော့မှဆက်ပြီးကိုးကွယ်အောင်။ Hallelujah, for the Lord God Almighty reigns. Hallelujah, hallelujah, for the Lord God Almighty reigns. Hallelujah. Holy, holy are you, Lord God Almighty. Worthy is the Lamb. Worthy is the Lamb. You are
အဲ့ဒီတန်ရှင်တဲ့ဖခင်ရဲ့မျက်မှောက်တော်ကိုရောက်သွားပူတဲ့သူတွေရဲ့နှုတ်ကနေထွက်တဲ့အရာဟာဟေရှာယ6မှာကျွန်တော်တို့တွေ့ရပါတယ်။ကောင်းကင်သမန်သရတုဟာဖခင်ရဲ့နာမကိုပြန်ရဲ့တန်ရှင်ဆိုပြီးတော့မှဖခင်ကိုနေညာမပြတ်ကိုးကွယ်နေတာဖြစ်တယ်။ဟာလေလုယာဒီနေ့ညမှာလဲဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ရဲ့တန်ရှင်ခြင်းကိုကျွန်တော်တို့ဝန်ခံလျက်ကိုးကွယ်ရတဲ့ခွင့်ကြီးပါတဲ့ခွင့်ဖြစ်ပါတယ်ဟာလေလုယာပမှုကျွန်းမှာနေတန်ခံရတဲ့တမန်တော်ယောဟန်တခင်ဖျားရဲ့နေ့မှာဖျားတခင်သူ့ကိုဗျာဒိတ်တော်နဲ့ဆိုင်တဲ့အရာတွေပြောပြီးကောင်းကင် throne room ကိုခေါ်သွားတဲ့အခါမှာအသွင်ဆုံးခန်းထဲမှာတန်ရှင်းတဲ့ဖျားတခင်ကိုသူတွေ့တယ်။သခင်ယေရှုကိုလည်းသူပြန်မြင်တဲ့အချိန်မှာတစ်ချိန်လုံးကကိုရောချစ်တဲ့တပည့်တော်ကိုရောရင်ဝင်ထဲမှာသူလဲပြောင်းတဲ့ယောဟန်ဟာကောင်းကင်ဘုံမှာဖျားရဲ့ဖြစ်ခြင်းအပြည့်ကိုမြင်တဲ့အခါမှာသူပြောထားတဲ့စကားကိုကျွန်တော်ခုဖတ်ပါမယ်နားထောင်ပါထိုတို့ငါနဲ့စကားပြော၍အတန်မီတော်သူကိုမြင်ခြင်းကငါဒီလဲကြည့်လေရွှေမီးခွက်ခုနှလုံးကို၎င်းထိုမီးခွက်ခုနှလုံးအလယ်၌လူသားတော်နှင့်တူတော်သူတို့ကို၎င်းမြင်၏ထိုသူသည်ခြေတို့တိုင်အောင်ဝစ်လုံခြုံရက်ရင်တော်၌ရွှေကပန်းကိုစီးလျက်ဖြစ်၏ခေါင်းတော်နှင့်စပင်တော်သည်ဖြူတော်သိုးမွေးကဲ့သို့၎င်းမိုးပင်ကဲ့သို့၎င်းဖြစ်၏မျက်စိတော်သည်လည်းမီးရှံကဲ့သို့ဖြစ်၏ခြေတော်သည်လည်းမီး၌ချုပ်ပြီးတော့ခြေဝါနှင့်တူ၏အတန်တော်သည်လည်းတမုတ်တရားအတန်ကဲ့သို့ဖြစ်၏လက်ရလက်တော်သည်လည်းခြေခုနှလုံးကိုကန်၏ကတွင်တော်တွေကလည်းထတ်တော်တန်လျက်ထွက်၏မျက်နာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်တော်နေကဲ့သို့ဖြစ်၏မြေကြီးပေါ်မှာလူစားတိခံယူတဲ့ခရစ်တော်နှိမ်ချတဲ့ခရစ်တော်မျိုးမဟုတ်ဘဲနဲ့ကြီးမြတ်တဲ့အရာကိုမြင်တာဖြစ်တယ်ကျွန်တော်ဆက်ဖတ်ပါမယ်ထိုသူကိုငါမြင်သောအခါတေမတက်ဖြစ်၍ခြေရင်းတော်၌လဲလျက်နေ၏ထိုသူသည်လက်ရလက်တော်ကိုငါပေါ်တို့တင်လျက်စောင့်ယုံခြင်းမရှိနဲ့ငါသည်အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်အသက်ရှင်သောသူလည်းဖြစ်ငါသည်အရင်သေးသည်ဖြစ်၍ကဘာဆက်ဆက်အသက်နဲ့ပြည့်စုံ၏ခေါ်မရနာနဲ့မရနာနိုင်ကိုငါအစိုးရ၏ဟာလေလုယာယေရှုရဲ့ကြီးမြတ်ခြင်းသက်ရှင်ခြင်းကောင်းမြတ်ခြင်းကိုယောဟန်မြင်တွေ့တဲ့အချိန်မှာဟာလေလုယာယေရှုရဲ့ကြီးရင်မှာပြည့်ဝကိုယ်ွယ်တာဖြစ်တယ်ဟာလေလုယာ
န်ရှင်တဲ့မျက်မှောက်တော်ထဲမှာသူ့ရဲ့အတန်ကိုကျွန်တော်တို့နားဆွင့်ရအောင်ဖခင်သခင်ကတင့်ကို direct သူ့ရဲ့အတန်တော်ကိုဆေလွတ်ပြီးစကားပြောချင်တယ်ဖခင်သခင်ဖြစ်တယ်ကိုးကွယ်ခြင်းထဲမှာဖခင်သခင်အလုပ်လုပ်ခြင်းရှိပါတယ်စာငတ်ရအောင် You're so good. You're so kind. You're so love. Hallelujah. You are so holy, Lord. Hallelujah. We will worship you, Lord. We will bow down to you, Lord. Hallelujah. Lord, we were standing in your presence. We are so hungry to you, Lord. Your Shekinah glories come down, Lord. Hallelujah. Please, Lord, show me your glory. Hallelujah.
တန်ရှင်းခြင်းအတွက်ကျွန်တော်တို့အာမင်ထူပါတယ်ကိုရောရဲ့ကောင်းမြတ်ခြင်းအတွက်ကျွန်တော်တို့အာမင်ထူပါတယ်ကိုရောရဲ့ကြီးမြတ်ခြင်းအတွက်ကျွန်တော်တို့အာမင်ထူပါတယ်ကိုရောရဲ့ကရုဏာတော်အတွက်ကျွန်တော်တို့အာမင်ထူပါတယ်ကိုရောရဲ့ပို့ဆောင်ခြင်းအတွက်အာမင်ထူပါတယ်ကိုရောရဲ့ကျွန်တော်တို့ကိုခွင့်ပြခြင်းအတွက်အာမင်ထူပါတယ်ဟာလေလုယာကိုရောကျွန်တော်တို့ထဲမှာအသက်ရှင်ပေးခြင်းအတွက်အာမင်ထူပါတယ်ဟာလေလုယာအာမင်အာမင်ဟာလေလုယာဟာလေလုယာလူသားတွေကိုကယ်တင်ဖို့ကြွလာတဲ့သိုးတငယ်ဟာကောင်းကင်ဘုံမှာမြေကြီးပေါ်မှာကြွလာတော့ကတော့လူတွေလက်ညှိုးထိုးတယ်အပြစ်တင်တယ်နောက်ဆုံးလဝါကားတိုင်းပေါ်မှာကားစင်တင်တတ်တယ်လူတွေအားလုံးရဲ့ရှေ့မှာတိုးကဲတော့ပဲနှုတ်ကိုမဖွင့်ပဲနဲ့တိတ်ဆိတ်စွာဝန်ခံပြီးကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုဖြေရှင်းပေးတဲ့ယေရှုဟာရှင်ယောဟန်ကောင်းကင်ဘုံမှာမြင်တဲ့အဲ့ဒီတိုးတငယ်ဟာကြီးမြတ်တော်ဘုရားသခင် Worthy is the Lamb Hallelujah ညီကြီးပေါ်မှာမြင်တဲ့တိုးကဲတော့မဟုတ်ပဲနဲ့တန်ရှင်းခြင်းကြီးမြတ်ခြင်းဘုန်းတော်ရောင်ဝါနဲ့ပြည့်တဲ့ဘုရားဖြစ်တယ် Hallelujah 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 အဖာဒီနေ့ညအတွက်ယေရှုတင်တယ်ကိုရောရဲ့နာမအောက်မှာတဘောတူစုယုံကိုးကွယ်ရတဲ့အခွင့်ဟာယေရှုတော်ကြောင့်ရတာဖြစ်တယ်ဝန်ခံပြီးရောက်လာပြီးကိုရောကိုကိုးကွယ်တဲ့တာသမီတယောက်ချင်းစီတိုင်းဟာမျက်မှောက်တော်ထဲမှာမမြင်ရတော့လဲနားမလဲတော့လဲမတိတော့လဲဘုရားသခင်ကျွန်တော်အတွင်းထဲမှာတစုံတစ်ခုဘုရားသခင်ကိုးကွယ်ခြင်းထဲမှာအလုပ်လုပ်ပြီးဆိုတာယုံကြည်တယ်at least ဖျားရဲ့အတန်ရှင်းခြင်းပါရမီကျွန်တော်တတ်တာထဲမှာတိုးလာဖို့ဖြစ်စေပါဒီနေ့ကိုယ်ဝဲခြင်းကနေပြန်ထွက်တဲ့လူတွေဟာသူတို့ရဲ့မြင်ခြင်းကြားခြင်းပြောခြင်းလှုပ်ဆောင်ခြင်းအလိုတော်အတိုင်းဖြစ်စေပါတန်ရှင်းစေပါတန်ရှင်းခြင်းပါရမီနဲ့ပြည့်စုံဖို့ဖြစ်စေပါကိုတော်တန်ရှင်းနေနေလို့ကျွန်တော်တို့ကိုတန်ရှင်းစေတော်မူပါ hallelujah ဒီနေ့ညမှာယူစန္ဒာအသင်းတော်ကောင်းချီးပေးတယ်18နှစ်တိဖျားသခင်ကပို့ဆောင်ခဲ့တာဖြစ်တယ်လာမယ့်နှစ်ပေါင်းများစွာဒီအတင်းတော်ကိုကြီးစွာမလေးရှားမှဘုရားသခင်အသုံးပြုအောင်မှဖြစ်တယ်လူမျိုးတကာဘုရားသခင်ကိုသိစရာအကြောင်းဖြစ်စေပါယေဆန္ဒမှာရှိတဲ့လူတွေအားလုံးအဖြစ်ယေရှုကိုမြင်စရာအကြောင်းဖြစ်စေပါဒီယေဆန္ဒဟာယေရှုကိုဘုန်းပေးတဲ့အတင်းတော်ဖြစ်စေပါယေဆန္ဒဟာဘုရားရဲ့နှုတ်ကပတ်တော်အစင်မပြတ်ဒီနေရာမှာစီးထွက်တဲ့အိမ်တော်ဖြစ်စေပါငါအိမ်တော်မှာစားကြနဲ့ဖြည့်မယ်လို့ပြောတဲ့အတိုင်းပဲယူစန္ဒာမှာကျွန်တော်တို့ဝိညာဉ်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်အစင်မြဲပြည့်တဲ့နေရာဖြစ်စေပါ။ဒါရှင်တော်ဝိညာဉ်တော်ကြီးစွာလှုပ်လှုပ်တဲ့နေရာဖြစ်စေပါ။တမန်တော်ဝိတ္ထုမှာတပည့်တော်တွေအထက်ခန်းမှာကိုးကွယ်ဆုတောင်းတယ်လို့ပဲဒီအထက်ခန်းဟာဖခင်နဲ့ direct ချိတ်ဆက်ပြီးတော့မှဒီအထက်ခန်းရဲ့ဆုတောင်းခြင်းတွေချီးမွမ်းခြင်းတွေကိုးကွယ်ခြင်းတွေဟာကဘာကြီးတစ်ခုလုံးကိုပြောင်းလဲစရာအကြောင်းဖြစ်စေပါ။ Hallelujahယုစနာကိုကျွန်တော်တို့ရောက်တဲ့ခါမှာကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့ယေရှုဖခင်နာမနဲ့ကောင်းချီးပေးပါတယ်ဒီနေ့ညကျွန်တော်တို့ကြားခဲ့တဲ့နှုတ်ကပတ်တော်အတွက်ပြန်ပြီးတော့မှကျွန်တော်တို့တုံ့ပြန်ခြင်းပါတယ်ကိုရောနေ့စဉ်တိုင်းကျွန်တော်တို့ရွေးချယ်မှုလုပ်နေရတဲ့ခါမှာရွေးချယ်မှုတွေအစဉ်မြဲမှန်ဖို့လို့ငါဖခင်ယေရှုပြုပါဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာယက်တည်ပြီးတော့မှနှုတ်ကပတ်တော်လမ်းထဲမှာဖခင်ရဲ့အလိုတော်ကိုကျွန်တော်တို့ရှာပြီးအလိုတော်ကိုပဲနေ့စဉ်ရွေးချယ်အသက်ရှင်နိုင်ဖို့လို့ငါမဆာပါတစ်ချိန်လုံးကလူတွေရွေးချယ်မှုမှာခဲ့လူရှိတယ်လို့မှန်တဲ့လူတွေလည်းရှိပါတယ်သူတို့ရဲ့အသက်တာကိုကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ထဲမှာကြည့်ရပါတယ်ဒီနေ့ကျွန်တော်တို့အသက်ရှင်ရရမယ့်အလက်မှာကျွန်တော်တို့ဟာပညာမဲ့ကဲတော့မဟုတ်ဘဲနဲ့ပညာရှိကဲတော့စေးစေးမြင့်မြင့်ကျင့်ဆောင်ပြီးတော့မှနှုတ်ကပတ်တော်ကိုကြည့်ပြီးအသက်ရှင်နိုင်ဖို့ဖြစ်စေပါဟာလေလုယာမနဲ့ကျွန်တော်တို့မျက်လုံးနှစ်ဖက်ဖွင့်တာနဲ့စပြီးကျွန်တော်တို့ရွေးချယ်မှုလုပ်ရပါတယ်ခရစ်တော်ကိုပဲဆက်လက်ရွေးချယ်နိုင်ဖို့ဖြစ်စေပါထာဝရကာလအကျိုးအတွက်ရွေးချယ်စရာအကြောင်းဖြစ်စေပါကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရနဲ့ဆိုင်တဲ့ຢာကိုရွေးချယ်နိုင်စရာအကြောင်းဖြစ်စေပါကိုရောကျွန်တော်တို့အားနေပါတယ်တခါလေကျရင်ဘုရားခင်ရွေးချယ်စီခြင်းတဲ့ຢာကိုကျွန်တော်တို့တိတိရင်းနဲ့အလိုတော်ကိုမလိုက်ပဲနဲ့ကျွန်တော်တို့ရဲ့ဇာတိထဲမှာအသက်ရှင်တဲ့အချိန်တွေရှိပါတယ်ပြည့်နဲ့အားနည်းချက်ကိုလည်းခွင့်လွှတ်ပေးပါဒါပေမဲ့
ဖခင်သခင်ရဲ့အလိုတော်လမ်းတရားတော်လမ်းထဲမှာအနိုင်ထက်တွေးဆောင်တော်မူပါအပြစ်တွေးဆောင်ရတော့မလိုက်မှာပါစီပဲမကောင်းတော့အမှုရာနေလေကျွန်တော်တို့ကိုကယ်နှုတ်ပေးပါနောက်ဆုံးကျွန်တော်တို့အသက်တာတွေလဲပြိုတဲ့အချိန်မှာတောင်းကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေစုံဖြတ်ချက်တွေမှန်ကန်ဖို့ဖြစ်စေပါဟာလေလုယာအသက်တာတွေပြန်လဲစက္ကန့်အနံ့ကြပါတယ်ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့တည်ပြီးသားဖြစ်တော့လေဒီနေ့ညတရားနဲ့ကျွန်တော်တို့ကိုပြန် remind လုပ်တဲ့အတွက်ယေရှုတင်ပါတယ်ကျွန်တော်တို့အတင်းတော်မှာရောက်လာတဲ့ခါမှာအချင်းချင်းတယောက်နဲ့တယောက်တိုက်တွန်းနှိုးဆော်ဖို့ reminder လိုအပ်တာဖြစ်တယ်ဒီနေ့ညမှာကျွန်တော်ကိုဖျားခင်အသုံးပြုပြီးတော့မှဒီနှုတ်ကပတ်တော်ကိုဆေလွတ်တယ်ကျွန်တော်မှအစားအရောက်ချင်းစီတိုင်းအတွက်နေ့ရက်စဉ်တိုင်းမှာဒီနှုတ်ကပတ်တော်အဖြစ် remind ဖြစ်စေပါ hallelujah ယေရှုတော်ကိုချီးမွမ်းတယ်ဘုန်းကြီးခြင်းဂုဏ်ပြုခြင်းအလုံးစုံကိုအထံတော်ဘာမှပြန်လည်ပေးအပ်တယ်ဒီနေ့ညဝိပုကိုယ်ွယ်ခြင်းအစီအစဉ်အစလည်းဆုံးတန်ရှင်တော်ဝိညာဉ်တော်ဥဆောင်လမ်းပြပြီးတော့မှကျွန်တော်တို့ကိုတိဆောက်ပေးတဲ့အရာခတ်သိမ်းတိုင်းအတွက်ယေရှုတင်တယ်ခတ်သိမ်းတော်ရာတို့ဟာကိုရောရဲ့အထဲကနေကိုရောအားဖြင့်ကိုရောအဖို့လို့ငါတာဖြစ်ပါတယ်ဒီနေ့ညကျွန်တော်တို့ချီးမွမ်းခြင်းကိုယ်ွယ်ခြင်းနှုတ်ကပတ်တော်ခံယူခြင်းအလူငွေအားဖြင့်ပါဝင်တဲ့အရာအလုံးဟာကိုရောရဲ့အထဲကနေကိုရောအားဖြစ်ပဲဖြစ်တယ်နောက်ဆုံးကိုရောဘုန်းတော်နာမတော်ဖို့လို့ငါဖြစ်စေပြီးကြောင်းဂျေဇုတော်ပေါင်းရေတွက်ချီးမွမ်းလျက်မြတ်တော်ယေရှုဖခင်နာမကိုအမိပြုလျက်အလုံးစုံသောဆုကိုတောင်းလျှောက်ရင်ဒီနေ့ညချီးမွမ်းကိုယ်ွယ်ဝတ်ပြုခြင်းကိုဒီနေရာမှာကျွန်တော်ရပ်နာတယ်အဖာ